Hi ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဆိုဖီပါနော်ဒီနေ့မှာဆိုဖီကပရိသတ်တွေအတွက်တင်ဆက်ပေးနေတဲ့စာရေးသူရှန်ဒရာရေးသားထားတဲ့ Love is You ဆိုတဲ့ဇာတ်လမ်းလေးအပိုင်း9ကိုဆက်လက်ပြီးတော့တင်ဆက်သွားမှာပဲဖြစ်ပါတယ်ရှင်ဇလန်းရှည်လေးတစ်ပုတ်ဖြစ်ပြီးဇလန်းကောင်းလေးတစ်ပုတ်ဖြစ်တာမို့လို့ဦးနေကလေးဇလန်းလေးကိုကြိုက်နေတဲ့ပရိသတ်တွေကတော့ဒီဇလန်းလေးကိုအထူးတလဲအကြိုက်တွေ့မယ်လို့ထင်ပါတယ်ဇလန်းထဲမှာမနဲ့မောင်တွဲလေးလည်းပါတာပေါ့နော်နားဆင်ခဲ့ကြတဲ့ပရိသတ်တွေတော့သိပြီးသားဖြစ်မယ်ထင်ပါတယ်ဇလန်းလေးရဲ့အပိုင်း9ကိုတော့ဒီနေ့မှာပဲဆက်ပြီးတော့တင်ဆက်သွားမှာဖြစ်ပါတယ်ရှင်ပရိသတ်များရှင် Sophia Teaser Audible Channel လေးကို Like and Subscribe မနှရသေးဘူးဆိုရင်တော့နှိပ်ထားပေးကြပါအောင်နော် Channel လေးရဲ့ကြောင်းရအသစ်တွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်မှုအတွက်လည်းဘေးက Notification Bell လေးကိုနှိပ်ပေးသွားဖို့လည်းမမေ့ပါနဲ့ဦးရှင်ဒါဆိုရင်တော့ချင်ရတဲ့ပရိသတ်တွေအတွက် Love is You ဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်း9ကိုအခုပဲစတင်လိုက်ပါမယ်နှင်းစီမီတွေအားမျိုးလုံးထဲမှာမြင်နေရတာမနေတော့ပါမနဲ့အရာထားတော့ကလည်းအိမ်ကပန်းအိုးတိုင်းမှာနှင်းစီပန်းတွေပဲမြင်ခဲ့ရတယ်လို့အေကန်နဲ့ကစပွဲပေါ်မှာနှင်းစီပန်းတွေထိုးထားတာအပွင့်ကိုမနေပန်းအိုးတွေကိုမြင်မှသတိထားမိတာမဟုတ်ပါဒီနေ့မနေ့အရာထားပြီးရေချိုးဖို့ပြင်တော့သူမရေချိုးကန်ထဲမှာလည်းနှင်းစီပွင့်ဖက်တွေထည့်ထားပြီးစက်ပြမြုပ်တွေနဲ့သူမကမနေ့တိုင်းရေစိမ်တက်တာမမီတီတော့မမီများလှုပ်ပေးထားတာများလားပေါ့သူမမနိုးခင်ပဲသူမအခန်းထဲကိုမမီပဲတော့ကမှမိုးရင်ဖူးခဲ့တယ်လို့သူမအခန်းထဲကိုတစိမ့်ဝင်တာမကြိုက်မှန်းတီတော့အင်ကူတွေဝင်လှုပ်ပေးထားတာတော့မဖြစ်နိုင်သူမအခန်းထဲမှာရှိတဲ့အချိန်ပဲသူတို့တန်ရှင်းလှုပ်ရတယ်လို့စီးစာဆိုရဲသူမမခေါ်ရင်တော့ဘသူမှမဝင်ရဲကြအခန်းထဲကပန်းဦးမှာလည်းနှင်းစီပန်းတွေထိုးထားသေးတယ်အခုကုမ္ပဏီကိုရောက်တော့လေဝန်ထမ်းတိုင်းကနှင်းစီပန်းတပွင့်စီကိုင်ကပြောင်းရင်းနဲ့သူမနာကိုရှောက်လာနေတာစီးစာတက်လေကားတဲ့အမြန်ဝင်ဖို့စူးစမ်းလိုက်ပေမဲ့သူမတက်လေကားတဲ့မဝင်နိုင်ခင်မှာပဲဘေးကိုဝိုင်းလာတဲ့လူအများကြီးကြောင့်သူမခြေထောက်တွေဘယ်စီသွားမှမသိဥတီယာမဲ့ကရောက်တဲ့နေရာမှာပဲခြေဆောင်ရက်နေရတယ်လက်ကင်အိတ်ကိုသာတင်းနေအောင်စုပ်ကင်ထားကမေမလဲဖို့ကသာဆူတောင်းနေရတာပါလူများကြီးရှိနေပေမဲ့ပတ်ဝန်းကျင်မြေညီချက်တစ်ခုလုံးတိတ်ဆိတ်နေတာကလမ်းမထက်ကကားတန်တွေဟွန်းတန်တွေကိုဖယ်လိုက်ရင်အကြတံတွေမကြားရလောက်အောင်လို့ပြောလို့ရတဲ့အထိပဲသူမနောက်ကျောဘက်ကထွက်ပေါ်လာတဲ့ရှုဖက်အတန်ကတော့ကြွေပြားခင်းထားတဲ့ကျမ်းပြင်နဲ့လိုက်ဖက်စွာစီးချက်ညီညီထွက်ပေါ်လာရင်တဖြည်းဖြည်းကျဲလာတယ်စီးစာလှည့်ကြည့်လိုက်တော့ဝိုဒဝါရာပုံရိပ်တွေအများကြီးဖြစ်နေတယ်လို့သူမတေချာသိလိုက်တာကတဖြည်းဖြည်းလမ်းဖွင့်ပေးလာတဲ့သူတွေကြားထဲကအဖြူနဲ့စုကိုဝစ်ထားပြီးပေါ်လာတဲ့သူမရဲ့ဟန်ဒီကနှစ်ယောက်ဖြစ်နေတယ်ဆိုတာပဲမသူမအနာကိုတဖြည်းဖြည်းတိုးလာတဲ့ဟန်နီရဲ့ပုံရိပ်ကအနှဲငယ်လှိုင်းထနေတဲ့ရေမျက်နှာပြင်ထက်မှာပေါ်နေတဲ့ပုံရိပ်လိုတည်ငြိမ်နေခြင်းမရှိပဲတလှုပ်လှုပ်နေပါနေ့ရဲ့အတွေ့အထိမင်းညာမောက်ကိုဖုန်းထက်ဆက်တော့မာကဖုန်းပိတ်ထားတာမို့မနေ့ကစိတ်ဆိုးသွားတာပြေပုံမရသေးပါသူတညာလုံးအိမ်မရပဲမစိတ်ဆိုးပြင်အောင်ချော့ဖို့အရေးကိုတွေးပြီးဘယ်လိုချော့ရမလဲလို့သာစဉ်းစားကန်ဖွင့်နေပါတယ်ချစ်ရသူမစိတ်ဆိုးပြေဖို့အရေးမောက်အရေးပြီးမနဲ့တနာရီထိုးခါနီးမှသူ့အတွက်ထုတ်လိုက်တဲ့အဖြေကWill you marry me လို့ဖို့ပဲတစ်ချက်ကုန်နှစ်ချက်ပြတ်ဆိုသလိုမကိုချော်ပြီးသားဖြစ်မဲ့အပြင်မသာလက်ခံလိုက်ရင်အမြန်ဆုံးနည်းနဲ့ပကံလုံးစီးပြီးလက်ထပ်ပေးဖို့လူကြီးတွေကိုအပူကတ်တော့မဲ့အပြင်ပဲမင်္ဂလာစီတော်တီးဖို့အတွက်သူတို့သားဝတ်ဆောင်ပြေးချုပ်ဖို့အထိသူစဉ်းစားထားပြီးသားနေအောင်တို့အာမနာတက်ပုံကစီးစာကိုလက်ထပ်ခွင့်တောင်းမယ်လို့ဆုံးဖြတ်ပြီးကြတဲ့ကမနက်တနာရီကျော်ကြီးသူ့တငယ်ချင်းကျွန်တော်မျိုးမင်းစီဖုန်းဆက်ထားပါပဲဘာလို့လဲဆိုတော့မျိုးမင်းရဲ့မိဘတွေကပန်းခင်းတွေပိုင်ထားတာမကပန်းဆိုင်တွေဖွင့်ထားတာပဲလေမနက်9နာရီထိုးလို့ငါအိမ်ကိုနှင်းစီပန်းပွင့်1500ရောက်မလိုက်မင်းနဲ့ငါတေကန်းပြတ်ပဲငါကြီးဟဲ့ကောင်မင်းမအားနာမှုတွေပါလေမရှိဘူးလားမင်းပို့ဆရာရှိကပို့လိုက်မျိုးမင်းတို့ဒေါ်ပွားတာလည်းမဆမ်းပါနေကသူများအိတ်ကောင်းနေတဲ့အချိန်ကြီးလဲဖုန်းဆက်ပြီးနှင်းစီပန်းမှားသေးတယ်လေတန်ကလည်းနည်းနည်းမှမလျှော့ပဲရာဇတန်ကလည်းပေးနေသေးတာမနက်9နာရီမထိုးခင်သူ့အိမ်ကိုနှင်းစီပန်းတွေရောက်လာတယ်လို့မျိုးမင်းစီကဖုန်းဝင်လာပြီးခွေတောင်စားဆိုတဲ့စဲတန်မှာရလိုက်ပါသေးတယ်။သူမနဲ့အစောကြီးနိုးနေလို့အိမ်ကအစေခံတွေကထူးဆန်းတယ်လို့ကြည်နေတာကိုလေသူဘာမှမတုံ့ပြန်နိုင်သေးပါ။သူ့ရဲ့မာမီမေးတာကိုလည်းပြီးမဆိုတာကလွဲလို့ဘာမှမဖြစ်။နင်းစီပန်းတွေကိုအရင်ကူချကပတ်စံရှင်းပေးလိုက်တယ်။ဘယ်နေရာမှာဘယ်နှပွင့်သုံးမယ်ဆိုတာကိုသူညကလေးကတွက်ပြီးသားမှုပဲ။ပန်းတွေကိုရတာနဲ့သူ့ရဲ့ကားပေါ်အနှဲငယ်ပြန့်တင်ကသူမရဲ့အိမ်ကိုအရင်ပြေးတယ်။မရဲ့မာမီကတော့တမက်လောင်းရဲ့ရိုဆန်မှုကိုလက်မြောက်အရှုံးပေးတဲ့ပုံပါပဲ။မရဲ့ဒက်ဒီကတော့တနေ့ကမှနေသာလန်ကမရဲ့ဝမ်းကွဲအကိုပကြီးဆရာစီသွားတယ်ဆိုပဲမရဲ့ဒက်ဒီကသူ့ကိုသားသမက်အဖြစ်လက်ခံထားတာမှန်ပေမဲ့မရဲ့ဒက်ဒီသာရှိရင်အခုလိုမနဲ့အစောကြီးလာရတာနည်းနည်းတော့မျက်နှာပူမိတာအမှန်ပဲရာသီဥတုကသူ့ဘက်မှာထင်ပါရဲ့မရဲ့အိမ်ကအလုပ်သမားတွေနဲ့မရဲ့မမီကတော့အစောကြီးနိုးနေလို့အကျိုးအကြောင်းပြောပြပြီးဖျားပန်းဦးနဲ့အိမ်ကအလှပန်းအိုးတိုင်းကိုသူယူလာတဲ့နှင်းစီပန်းတွေတပွင့်မှအလေးလွင်မဖြစ်စေပဲထိုးပေးဖို့အကူအညီတောင်းတယ်လို့မရဲ့မမီကိုပြောပြီးအိတ်ခမ်းထဲကပန်းအိုးနဲ့ရေချိုးခမ်းထဲမှာအလုပ်သမားအမကြီးကပန်းပွင့်ဘက်တွေချွေပေးဖို့ပြောတော့တမီးကသူ့ခမ်းထဲကိုတခြားလူဝင်တာမကြိုက်ဘူးတာရဲ့ဘယ်တက်နိုင်မလဲဗျာကျွန်တော်လက်လျှော့လိုက်ပါမယ်ဒေါ်နင်းစီမေလက်သားမိုင်သွားတဲ့တမက်လောင်းရဲ့မျက်နှာကိုကြည့်ကအတန်ထွက်ရီးလိုက်ပြီးသားကိုယ်တိုင်တွားလို့ပေါ့တမီးနိုးလိုက်တော့ကိုပြဿနာကိုရှင်းဟုတ်ပြီလားကျေးဇူးပါဗျ
နေမရဲ့မာမီကိုကျေးဇူးတင်လို့ချက်ချင်းကိုထိုင်ပြီးကြောလိုက်ချင်တာပါအိပ်ပျော်နေတဲ့မကိုတစ်ချက်ကြည့်ပြီးမျက်နှာလွှဲလိုက်တယ်မဟုတ်ရင်အိပ်ပျော်နေတဲ့သူ့ရဲ့မကိုငေးကြည့်နေမိတာနဲ့လှုပ်ရှားရှိတာကိုလှုပ်ဖြစ်မယ်လည်းမထင်ပါသူပန်းတွေထည့်နေတဲ့အချိန်တွင်မမနိုးလာဖို့ကိုသာဆူတောင်းရင်းမှတိုးတိုးတိတ်တိတ်ခက်မြမြန်ပြင်ဆင်နေရတယ်သူ့ရဲ့ပြင်ဆင်မှုတွေကတော့ဒီလိုပဲပေါ့မသူမရဲ့နာကိုတဖြည်းဖြည်းတိုးလာတဲ့ဟန်နီရဲ့ပုံရိပ်ကအနှဲငယ်လှိုင်းထနေတဲ့ရေမျက်နှာပြင်ထက်မှာပေါ်နေတဲ့ပုံရိပ်လိုတင်းငိမ့်နေခြင်းမရှိပဲတလှုပ်လှုပ်ဖြစ်နေစေအဖြူအနက်စုကို fit ဖြစ်အောင်ဝတ်ထားတဲ့နေကမြင့်မားတဲ့အရက်နဲ့လိုက်ဖက်ပြီးကြည်ကောင်းနေတာအသားဖြူသူမို့လို့အနက်ရောင်အနောက်တိုင်းဝတ်စုံနဲ့လိုက်ဖက်စွာနာယီကလည်းဈေးကြီးပေးရတဲ့အကန့်အသတ်နဲ့ထုတ်ထားတဲ့ brand တစ်စိပ်ပါကြီးမားရဲ့နင်းစီပန်းစီကြီးကိုကိုင်ကမမျက်နှာတစ်ခါပါတီးပြီးမာနာကိုသူစမတ်ကြကြနဲ့ရှောင်းလာခဲ့ပြီးရုပ်ချောချော body မိုက်နဲ့ကောင်းလေးကအနောက်တိုင်းဝတ်စုံကိုဝတ်ကနင်းစီပန်းစီကြီးကိုကိုင်ပြီးမိန်းကလေးတဦးစီလမ်းလျှောက်နေတာကိုမြင်ရတဲ့ဘယ်သူမဆိုအဲ့ဒီမိန်းကလေးကအာမကြပဲနဲ့မနေနိုင်အခုလည်းအာမီလေးတန်မျိုးစုံကိုသူကြားနေရပြီမနီနီလေးမှာရှိနေရတော့သူမဟန်နီကိုမနေအားယူပြီးကြည့်နေရတာစီးစာနဲ့အနီးဆုံးမှာကနေပဲရှိတာမှန်ပေမဲ့သူမတို့နှစ်ယောက်ရဲ့ဘေးနားမှာနေစီပန်ကင်ထားတဲ့သူတွေဝိုင်းနေပါသေးတယ်။နေအချိုသားဆုံးအပြုံးကိုနှကန်းထက်ဆင်မြန်းလိုက်ပြီးမဝဲယူဟာမတတိထောင်းလေနေစကားဆုံးကတော့ပြောခွင့်မရလိုက်ပဲသူစကားမဆုံးခင်မှာစီးစာမိလဲကျသွားခဲ့ပါပြီ။မကိုသူ့ရဲ့ကားပေါ်ပွေ့တင်ပြီးစိတ်ယုံကိုသာအပြေးမောင်းလာခဲ့ရင်နဲ့ဆရာဝန်စီလဲပြလိုက်ရောဒေါက်တာစီကိုပြမှာမဟုတ်ဘူးကွ။တာဖာမီရဲ့ဆရာဝန်စီကိုတွားနော်။ခမစပင်းတွေကြားတဲ့ပိုးကောင်ပြေးလွှားနေတယ်လို့ခေါင်းကရားလာတာလားမရားလာဘူးလားဆိုတာ तू မသိပေမဲ့လက်ထိုးပြီးတော့ကုတ်ဖြစ်ခဲ့တယ်။အဲ့ဒီဆရာဝန်ပြောတဲ့တာဖွားမီရဲ့ဌာနကိုသွားတော့သူတို့အိမ်နီးချင်းဆရာဝန်နဲ့တိုးတာမို့ပဲအဆင်ပြေသွားတယ်။အမယူမေမရဲ့အခြေအနေနေမောင်လေးနဲ့ SRCU ကဟုတ်ကဲ့ကျွန်တော်မရဲ့တက်ဆိုင်သူပါအမယူမေဘာလို့မေးလဲ तू မသိပေမဲ့စေယုံကတင်ပေါ်မှာအိပ်ပျော်နေတဲ့မကိုတစ်ချက်လှမ်းကြည့်ပြီးတည်ငြိမ်နဲ့သာပြန်ပြေးမိတယ်။စောစောက तू စိတ်လောပြီးစိတ်ပူပန်နေရပေမဲ့မကဘာမှမဖြစ်တာသေချာသွားပြီမို့ तू အနေငယ်တော့စိတ်သက်သာရသွားပါတယ်။ဒေါက်တာမဘာဖြစ်လို့လဲ။ဒေါက်တာယူမေကနေကိုဘာမှမပြောပဲအပြင်ထွက်ဖို့မေးဆက်ပြတော့နေလဲအတူလိုက်ထွက်လာတယ်။သိပြီးသားလား။ဘာလို့လဲမယူမေကျွန်တော်ဘာလို့သိရမှာလဲ။ဒေါက်တာယူမေတက်ပြင်းချပြီးခေါင်းခါလိုက်ကဒါမျိုးကကာယကံရှင်မင်းကလေးကကိုယ်တိုင်ပြောရပဲကောင်းတယ်သူသဘောထားဘလို့လဲဆိုတာအမတို့မှမသိပဲဒီကောင်လေးအခုထိသူ့ရဲ့မင်းကလေးမှာဘာဖြစ်နေလဲသိပုံမရနေနဲ့အဲ့ဒီမင်းကလေးချားမှာဖြစ်မရတဲ့တန်ရောစင်ကြိုးလေးနှောင်ဖွဲ့နေတာသူမဖွင့်ပြောချင်ပေမဲ့ကိုဝင်ကငါးပတ်ထဲပဲရောက်နေပြီအခုဒီနေ့ကိုမပြောသေးဘူးဆိုတော့မင်းကလေးဘက်ကပြောဖို့ဆန္ဒရှိမနေသေးတာများလားဒါမှမဟုတ်ကာယကံရှင်ကိုယ်တိုင်ကသူဘာဖြစ်နေလဲဆိုတာမသိသေးတာများလားဒီလိုဆိုရင်တော့သူမလည်းဘာမှပြောနိုင်မှာမဟုတ်ပါအမယူမေမဘာဖြစ်တာလဲအမတခုခုသိနေမှာမဟုတ်လားကျွန်တော်မဘာဖြစ်တာလဲသူနိုးလာတဲ့အထိပဲစောင့်ရအောင်အမယူမေ please ကျွန်တော်ပြောပြပါဗျာမဘာဖြစ်နေလို့လဲကျွန်တော်သတိထားမိတယ်မရဲ့မျက်နှာလေးနွမ်းလျနေတာမတခုခုဖြစ်နေတာမဟုတ်လားမနိုးလာတဲ့အထိမစောင့်မနေကျွန်တော်ပြောပြပါနော်အမယူမေ please အဲ့ဒါအမခဏလေးနော်ဒေါက်တာယူမီနဲ့သူစကားပြောနေရင်နဲ့တကားမှန်ကနေပဲသူမရဲ့မထထိုင်နေရကိုတွေးလိုက်တာမို့စကားစားဖြတ်ကအထဲဝင်လာတယ်ဟန်နီမအဆင်ပြေလားတတ်တာရဲ့လားနေစည်းစာထိုင်နေတဲ့ကရင်နာပြေးသွားကလက်ခုံလေးကိုတယူတရကင်ပြီးအတန်မကောင်းစွာမိတော့တတ်တာပါတယ်ခေါင်းနဲ့မူးသွားရုံပဲဒါနဲ့ဘာလို့စိတ်ုံခေါ်လာရလဲဟန်နီမတခုခုဖြစ်သွားရင်ကျွန်တော်ယူမှာဗျသူမျက်ရည်လေးဝဲကလက်ခုံလေးကိုဖိကက်နမ်းလိုက်တော့သူမစိတ်ထဲစိတ်မကောင်းဖြစ်သွားတယ်လို့နေကိုလည်းပို့ပြီးချစ်မိသွားတယ်လို့ခံစားမိတယ်အဲ့ဒီချိန်အနောက်ကဒေါက်တာယူမီဝင်လာလိုက်ကနေမောင်လေးခဏရှောင်ပေးလို့ရလားမရဲ့သဘောကိုသူမေးတယ်လို့မျိုးခေါ်လိုက်တော့မကခေါင်းငိတ်ပြတာမို့နေအခန်းပြင်ကိုထွက်လာခဲ့ပြီးတကားပြန်ပိတ်ပေးခဲ့တယ်သူမရဲ့အတွင်းရေမူလှိုင်အားဖုံးခေါ်လိုက်ပြီးโอเคကျွန်တော်စောင့်နေမယ်ယူလာခဲ့ပြီပါနော်လိုင်းနဲ့ဝန်ထမ်းတချို့သူမကိုစိတ်ယုံခေါ်လာကြတဲ့ကလိုက်လာဖို့ပြင်ပေမဲ့လိုအပ်မှခေါ်လိုက်မယ်လို့ဆိုကဘသူကမှစိတ်ယုံမလိုက်စေပဲကုမ္ပဏီမှာသာနေခိုင်းခဲ့ပြီးအခုမှပဲလှိုင်းကိုဖုံးဆက်အကူအညီတောင်းရကြမှာဦးမင်းထင်အနေနဲ့ပြစ်မှုထင်ရှားတဲ့အတွက်ကျင်းသေးပေါထောင်ကြမှာဒါပေမဲ့အမှုရင်ဆိုင်ရမယ့်ကာလရောက်တော့မှမို့ရဲစခန်းမှာခဏထိမ့်သိမ်းခံရရင်မကြခင်မှာပဲသူညင်းဆန်မှုအကြောင်းတစုံတရာမရှိဘဲနဲ့မဟာဘရင်ဆွဲချက်တွေကထင်ရှားတယ်လို့ဦးမင်းထင်သူ့ဘက်ကအမှုလိုက်ပြီးမဲ့ရှေ့နေတအူးတော်ရှာမရပါတန်တိုင်တွေနောက်မှာထိုင်နေရင်စိတ်ထဲကနေကျိန်းဝါနေတာကမဟာဘရင်မင်းထင်ဆိုရဲငါကြောင်တီအောင်မှာပေါ့ကွာစောင့်နေငါလုံးဝထောင်ကြမခံငါဘဝပြက်ရတယ်လို့မင်းလည်းမင်းရဲ့ဘဝပြက်စီရမယ်ဘာတယ်ပတ်စံသိန်းတစ်ထောင်ကျော်မင်းမစားတဲ့စတော်ဘယ်ရီတီတစ်လုံးလောက်တောင်တန်ဖိုးကြည့်ရလို့မမြင်ဘူးဟုတ်လားဟမ်မင်းမင်းတို့အဖိုးတန်လေးပဲ
မကောင်းတဲ့စကားလုံးတွေကိုစိတ်ထဲကနေကျိန်းဝါနေခဲ့တာမှန်ပေမဲ့ကောက်ကျစ်ဆင်းလဲပြီးမနှင်းမြုပ်ဖွယ်ရည်တန်းအောကြီးကတော့အပြင်ကိုရှန်ထွက်လာခဲ့ပြီးလူယုံမတယောက်ရဲ့မျက်နှာပေးနဲ့ထရီလိုက်တဲ့ဦးမင်းထင်ရဲ့မျက်နှာကဇောချွေးတွေပြန်နေကကောက်ကျစ်တဲ့အပြုံးရည်နောက်မှာပဲသူမမြင်ဘူးသေးတဲ့မဟာဘရင်ဆိုတဲ့သူရဲ့ဇနီးကိုတားခတ်အဖြစ်ရည်ရွယ်ခြင်းပဲအခန်းထဲကတခြားအချုပ်ကျနေတဲ့သူတွေကပါသူ့ကိုထူးဆန်းတယ်လို့ကြည့်ကအချုပ်ခန်းပြင်ကတောင်ဝင်ချအဆောင်ကလည်းခုံမထိုင်နေရင်းနဲ့ဟဲ့လူဘာဖြစ်တာလဲဘာမှမဖြစ်ဘူးဘာမှမဖြစ်လေအေးစိတ်နေပြဒီမြေမှာခမည်းတယောက်တည်းမဟုတ်တာတတိယဖက်ရှင်ပိုင်းကလည်းနမူနာဒီဇိုင်းရွေးနေရတာမို့မဟာဘရင်တို့အလုပ်ပြီးမသိုံတမေဒီအားစေးလေးသာမရှိရင်သူတောင်းခံနိုင်မှာမဟုတ်ပါသူကားပေါ်ကဆင်းတာနဲ့အနားရောက်လာကရေခွက်ကန်းလာတဲ့တင်းငယ်အားတစ်ချက်ကြည့်ပြီးတင်းငယ်လက်ပါပြစ်ထားလေသူမထွက်မလာရင်ဦးအမောမပြေမှသိရမို့ခါတိုင်းညနေရီလိုသူမထွက်လာပြီးကြိုချင်းမှာပုံမှန်တိုင်းပဲရေမအေးတအေးလေးကိုအသင့်ပြင်ရင်ဦးကိုစောင့်နေတော့ဦးပြန်ရောက်လာလို့ရေထည့်ထားတဲ့ဖန်ခွက်ကိုပေးတယ်ဒါပေမဲ့အရင်နေ့ကလိုလက်နှစ်ဖက်နဲ့ပေးတာမျိုးမဟုတ်ပဲဘဲဘက်လက်တစ်ဖက်တည်းနဲ့ပြီးတော့တင်းငယ်ဦးမေးနေလေလက်ကဘာဖြစ်ထားလို့လဲလို့ဘာလို့နောက်မှကွဲထားလဲအကြောင်းသိနေတဲ့ကြီးမြင့်ကတော့ဖျားတနေပြီအခုမှအထက်ကထွက်လာနေတဲ့အေးအေးကတော့ရွှေချပြောပြလိုက်လို့သိပြီးကလေးကငိုချင်မာရေးဆိုပြီးဖြစ်နေတာမဟာမင်းနေတန်လဲကြာရောခြေလန်းတွေရှေ့ဆက်လန်းလို့မရတော့တလို့နောက်ကိုစုပ်ဖို့လဲအားမရှိတော့ပါဟိုးကဲဦးကိုပြဘာမှမဖြစ်ပါဘူးဦးရဲ့မကြည့်ပါနဲ့တင်းငယ်မဟာຫນွေဦးလက်ထဲကရေခွက်ကိုယူကကြီးမြင့်ကိုပေးလိုက်ပြီးအိမ်ထဲတော်မဝင်နိုင်သေးပဲအိမ်ပေါဝမှာတင်အတင်းဖြစ်နေပါရဲ့တစ်စက်တည်းလက်ထဲကအိတ်ကိုကားမိုးပေါ်တင်လိုက်ပြီးကဲဦးကိုပြဘာမှမဖြစ်ပါဘူးဆိုမဖြစ်ဘူးဆိုရင်ပြလေကွာသူမလက်ကိုအတင်းဖွက်ကဦးကတော့အတင်းလိုက်ကြည့်ရင်မိပြီသူ့တန်နဲ့တူသူမရဲ့အော်တန်မှာထွက်ပေါ်လာတာမဟာຫນွေဦးရဲ့လက်ကိုတင်းနေအောင်ကင်ထားရင်းမှကြည့်နေတယ်မဟာကင်ထားတဲ့ပုံကຫນွေဦးရဲ့လက်ကိုလက်ကဝစ်တို့ဘာလို့ကင်ထားတာမဟုတ်ပဲလက်ချောင်းငါးချောင်းကနေစုပ်ကင်ထားခြင်းမှာຫນွေဦးတယောက်နာနေတဲ့လက်ကိုဦးစီကအားနဲ့ညှစ်တာပါခံနေရတာမို့တကယ်ကိုမတက်မတာပဲမျက်ရည်တွေပါကျလာရပြီဦးနားတယ်လွတ်ပေးဦး sorry တင်းငယ်ဘယ်ကနေဘလို့တန်ရရလာတာလဲမိဖို့ထက်အခုကသူ့ကြောင့်မို့တင်းငယ်နာကျင်သွားတာမို့မဟာကိုအပြစ်တင်လို့မဆုံးပါတင်းငယ်လက်ညှိုးကပတ်တီးကိုမြင်လိုက်ခြင်းပဲသူ့ရဲ့ရင်ကိုတစ်ခုခုကပြေးဆောင်လာတယ်လို့လာဦးတို့အိမ်ထဲရင်ဝင်ရအောင်ကြည့်မြင့်ကျွန်တော်အိတ်ကိုယူလာပေးပါအောင်ຫນွေဦးကိုတွဲကအိမ်ထဲကိုဝင်လာရင်မှလက်နာနေမဟုတ်လားလေကားပေါ်မတက်နေအောင်နော်အပေါ်ထက်ကိုဦးပွေးခေါ်သွားပြီမယ်နာနေတာကလက်ညှိုးတစ်ချောင်းနဲ့ပါလက်နာတာခြေထောက်နာနေရမှာမဟုတ်ပဲကိုရှောက်လို့ရဦးစကားနားထောင်ပါသူမဒီတန်ရဘလို့ရလာတာလဲဆိုတာဦးသိချင်နေမှာကဦးရဲ့မျက်နှာပေါ်မှာအထင်သာမြင်နေရပေမဲ့ဘာကြောင့်မို့မမေးသေးလဲဆိုတာကိုလည်းသူမသိတယ်ဒီလူကြီးဒေါသထွက်ရင်တိတ်ချဖို့ကောင်းမှန်အိမ်ကဘိုးကောင်လေးကအစာသိလောက်တယ်သူမကိုမွေးရပေါ်အသာချပေးပြီးတကားကိုလော့သွားချလိုက်တာမို့ຫນွေဦးကိုယ်တိုင်လည်းဖျားတနေရပါတယ်ကိုအင်းကြီးကိုချကရင်မော်ကိုပြစ်တင်လိုက်ရင်နှက်တိုင်ကိုပါခက်ကြမ်းဆွဲဖြုတ်လိုက်ကအပေါ်ကျဲသည့်သုံးလုံးကိုပါဖြုတ်ပြီးအင်ဂျီလက်ကိုခောက်တင်နေတဲ့အထိပဲသူမကိုတချမ်းမှမကြည့်ပဲနဲ့လက်ခောက်တင်ပြီးတော့မှသူမကိုစိုက်ကြည့်ကအနားလာထိုင်နေဦးကြောင့်အရန်နာသွားလားနည်းနည်းပါတင်းငယ်မညာပါနဲ့ကွာပြောဦးကြောင့်မအရန်နာသွားတယ်မဟုတ်လားဦးသူမဦးရဲ့ပံပေါ်ကိုတက်ထိုင်လိုက်တယ်ဦးရဲ့လေပင်ကိုပါဖတ်လိုက်ပြီးဦးကိုအရန်ချစ်တယ်လीနော်ငွတ်သူမကြောင့်တအိမ်လုံးအဆူခံရတော့မှမို့ပဲအဲ့ဒီအဆူခံရမယ့်အရေးကအားလုံးလွတ်အောင်ကဲတင်နိုင်ဖို့ဦးရဲ့နှကန်းကိုဖဖလေးထိကက်နှမ်းလိုက်ပေမဲ့ခွာသွားတဲ့သူမရဲ့ဦးခေါင်းကိုဦးကပြန်ထိန်ကင်ကဆက်နှမ်းလာတယ်သူမတစ်ချက်ကလေးတော့မယုံတယ်လို့ဦးရဲ့အနမ်းတွေကိုလည်းမမတ်မမောပဲပြန်ပြီးတုံ့ပြန်မိတယ်အဆူခံရတော့မှမို့ကြိုပြီးဖားနေမိတာများလားသူမကိုယ်တိုင်ကအနမ်းတွေကိုမမောတောင်းတလို့ပဲလာတော့မသိတေးကြတာတခုကတော့ဒီအမျိုးသားရဲ့နှကန်းတွေမှာမှော်စားအားတွေရှိနေတယ်ထင်ပါရဲ့အငြိမ်မနေတဲ့လက်ဝါးပြင်တွေကသူမခါနဲ့သူမရဲ့ကြောပြင်ကိုပုတ်တက်နေကသူမလက်တွေကလည်းဥရဲ့စပင်ထဲထိုးဖွာစုပ်နေနေတယ်နှကန်းပူပူကိုစားသုံးပြီးရဲ့ဥရဲ့နှကန်းတစုံကလည်းသူမရဲ့လဲတိုင်းစီကိုဥတီလာပြီးလဲတိုင်းနှံ့ကိုအနှံပေးနေရင်နဲ့လဲတိုင်းထက်ကတနေရကိုစုပ်ယူနေရင်မှအားနဲ့ကြိုက်ချလိုက်တော့တုံးလေးချက်စတိုက်ကြိုက်ခံလိုက်ရတယ်လို့တင်းငယ်ခန္ဓာကိုယ်ကိုဂရင်ပေါ်လှဲချလိုက်ကပိုက်ဖုံအင်ဂျီရဲ့လဲပင်နာကကင်ပြီးမှဆွဲဖြဲလိုက်ပါပြီဘေးကနေအုံမိုးရက်နဲ့ပဲအနမ်းတွေကနှကန်းဖူးဖူးစီပြန်ရောက်လာတော့အချိန်ခဏမျှမှာလဲတိုင်းစီပြန်ရောက်သွားပြီးလဲတိုင်းကနေတဆင့်သူမရဲ့ရင်ညွန့်စီကိုဥတီကျရောက်လာတဲ့အခါမှာအဲ့ဒါကြောင့်အဲ့ဒီပန်းတွေကိုစိတ်မညက်ဖို့ပြောတာဦးပြောတာကိုတင်းငယ်ကဘယ်တော့မှနားမထောင်မမရွှေချာစီးပေးထားတဲ့ပက်တီစကိုပြန်ဖြီးကအသစ်လဲစီးပေးရင်မိမကြီးတိုင်းပြတောက်နဲ့ပြောဆိုနေတဲ့ဦးကချစ်စရာကြီးပါဦးကလည်းမိမကြီးတိုင်းပဲပြတောက်နဲ့တဲငယ်တော့ကိုယောက်ျားကိုဘယ်ကမိမကြီးလဲဦးသာမိန်းကလေးဆိုရင်တဲငယ်ပူလာမှာမဟုတ်ဘူးကိုဝင်ရှိနေလို့မဟုတ်ရင်တော့ဘာလဲအဲ့ဟွန်းဆိုတာ
စိတ်ရှိတိုင်းသာပလေးလိုက်ရရင်လို့ပြောတာဘာလဲအဲ့ဒီပလေးတာအာညစ်ပတ်ကြီးသူမပဲမေးသူမပဲသဘောပေါက်ကရှက်ရမ်းရမ်းပြီးအရှိကဦးကိုအတင်းရိုက်နေတာမဟာသူ့ကိုရိုက်နေတဲ့ຫນွေဦးရဲ့လက်တွေကိုဖမ်းချုပ်လိုက်ပြီးငိမ့်ငိမ့်နေလေမဖရဲ့ဒီမှာစီးလို့မပြီးသေးဘူးမပြီးသေးတဲ့ထားလိုက်တော့ဦးကညစ်ပတ်တာဦးသူမနှကန်းစုကအကြည့်လွဲနေတော့မနေနိုင်တဲ့လူကြီးကပဲတဲငယ်ဦးလေးယောက်ကြပဲကိုလက်ထက်ထားတဲ့မိန်းမနဲ့ကာမတုခကိုခန်းစားကျင်သေးတာပေါ့ဒါပေမဲ့ကလေးဆိုတဲ့တတဝါလေးကြောင့်6လကျော်ထိန်းနေရနော်တကယ်ဆိုရင်ယောက်ျားတွေရဲ့ဘဝတကယ်တနာဖို့ကောင်းတာကွာသူတို့ဇနီးတွေတည်တယ်နဲ့တဲငယ်ကဥကိုမတနာဘူးလားမျက်လုံးကိုစုံမိတ်ခေါင်းကိုခက်ဖြည်းဖြည်းခါရမ်းရင်အခုချိန်အခန်းထဲမှာအိပ်ပျော်နေလောက်မဲ့ဖဖကိုသာတွားပြေးမေးလိုက်ချင်ပါတယ်ဖဖရေဥကိုမွေးတော့ရှက်ကြော်နဲ့ချက်ကြော်မှားဖြစ်လိုက်တာလားလို့တာပေါ့ဥကလည်းຫນွေဥမနေတတ်တော့ဘူးဘာလာမင်းနေရလဲပတိဆက်စီးပေးမယ်စိတ်ဆိုးသွားဟန်ပြတဲ့ဥကဘလို့ချောရပါမလဲညနေကလည်းသူမเจ้าနဲ့တခြားသူတွေကိုမစူဖို့အရေးအချော့ကောင်းလို့သူမအင်ကြီးကောင်းဝင်ပြဲသွားရတယ်မဟုတ်လားဒီလိုနည်းနဲ့တော့ဆက်ချော့လို့မဖြစ်ပါပန်းမညက်ပါနဲ့ဆိုလည်းဘယ်တော့မှနားမထောင်ညက်နေတာအဲ့ဒီပန်းတွေကိုကြည့်ကြာလာတော့နှင်းစီပန်းတွေတော့မုန်းကျင်လာပြီဟုတ်ပါပြီဦးရဲ့ຫນွေဦးပြောတာနားထောင်ပါမယ်နော်မနေ့ပြန်စပြီးတော့ပန်းမညက်တော့နော်ပြောတာပဲပြီးရင်နားလည်းမထောင်ဦးကတင်းငယ်ကိုစိတ်ပူလို့ပြောတာပါကွာစိတ်မပူဘူးမချစ်ဘူးဆိုရင်ဘယ်သူမှအာညောင်းခံပြီးမပြောဘူးတင်းငယ်မကြခင်ကလေးမေဖြစ်လာတော့မှရှေ့လျှောက်ကလေးလေးသာမွေးလာရင်ဦးကတော့ကလေးနှစ်ယောက်ထိန်းရတော့မှာပဲပတီစီဘေဘီຫນွေဦးရည်နေတာကိုလက်ပိုက်ကြည့်ကတင်းငိမ့်နေတဲ့ဦးပါဦးကလည်းຫນွေဦးကကလေးမှမဟုတ်ပဲကိုကလေးနဲ့ပေါင်းပြီးတော့ကလေးဖေပေါ်တော့မစိုးသားမအောင်ဒါနဲ့ຫນွေဦးတို့ကလေးပညာယူကြမလဲသူမဘိုက်ပူပူလေးကိုပို့ရင်းမေးတော့ဦးကသူမဘိုက်နာနာကက်ကအထဲကပြောတာကိုနားထောင်နေဟန်နဲ့ဘိုက်ကိုတစ်ချက်နှမ်းပြီးအထဲကဘေဘီလေးကပြောနေတယ်အငယ်လေးတွေနဲ့ဘောလုံးသင်း3သင်းစာလောက်ထောင်ကျင်နေတဲ့ပြုံးဖြီးကပြောလာတာကတော့သူမမွေးရလို့အမနာတဲ့အတိုင်းပဲဖះရေຫນွေဦးအလောင်အများကြီးမမွေးနိုင်ပါဘူးမတက်က2ယောက်လို့ဆိုတော်ပြီပေါ့ဦးရຫນွေဦးက2ယောက်ပဲမွေးမဲ့အကြောင်းလက်လေးပါ2ချောင်းထောင်ပြသေးတာကဲလာတန်လေးစီလိမ့်ပေးမယ်ဦးစိတ်ဆိုးနေရလားမစိုးပါဘူးစိုးရအောင်လို့ကလေးမမဟုတ်တာတန်လေးစီလိမ့်ပေးပြီးရနဲ့စာကြည့်ခံနဲ့ဝင်သွားတဲ့ဦးရဲ့နောက်ကျောပြင်ကိုကြည့်ပြီးဦးကဘာလို့စိတ်ဆိုးသွားတာပါလဲအဲ့လိုအတွေးတွေနဲ့သာကြံခဲ့ပါရဲ့စီးစာမောင်စီကိုဖုန်းဆက်တိုက်ခေါ်နေတာအကြိမ်ကြီးမနှဲတော့ပါဖုန်းဝင်နေပေမဲ့အကင်သူမဲ့နေတာမနေ့ကလေးကစိတ်ဆိုးပြီးစိတ်ယုံကအရင်ထွက်သွားကသူမကိုလည်းလှိုင်းနေတာပြန်ဖို့ပြောခဲ့တယ်လို့တနေ့လုံးလည်းဖုန်းမဆက်လာစိတ်ယုံကပြန်လာပြီးရုံခန်းထဲဝင်ရပြန်တော့လေရုံခန်းတစ်ခန်းလုံးနှင်းစီပန်းတွေနဲ့အလှဆင်ထားတယ်လို့ကျန်းပြေပေါ်ကပွင့်ဖက်တွေနဲ့ပုံဖော်ထားတဲ့ Love My Only One ဆိုတဲ့စာတန်းလေးကြောင့်ငိုချင်းစိတ်ခါပိုးပြီးတိုးလာခဲ့တယ်စိတ်အေးသွားရင်ဖုန်းဆက်လာမယ်ထင်ခဲ့ပေမဲ့အခုည7:00နာရီသာထိုးသွားတယ်။မောင်ဘက်ကဖုန်းတစ်ချက်မှပြန်မဆက်ပါ။မမီကလည်းသူမရဲ့မျက်နှာမကောင်းတာကြည့်ပြီးအဖြေရသွားတဲ့ပုံ။မောင်ရဲ့အစီအစဉ်အကြောင်းဘာမှမမေးလာပါ။အဲဒီနောက်စာပို့ဖို့ဆုံးဖြတ်လိုက်ပြီး message လေးတစ်ကြောင်းသာချက်ပေါက်ကနေပို့လိုက်ပါတယ်။မောင်စိတ်ဆိုးပြေပါနော်။အဲဒီ message လေးသာပို့ပြီးမျက်ရည်ပူစီးချောင်းကဘာဖြစ်နုပေါ်ဖြတ်ပြေးသွားတာပါ။နာကျင်လိုက်ရတာနှလုံးသားရဲ့နေလည်းအခုချိန်ဒီကံမကောင်းသေးပါလား။အဲ့ဒီချိန်မောင်စီကစာပြန်ဝင်လာတာမို့ဝမ်းသာလုံးစုကချက်ချင်းဖွင့်ကြည့်လိုက်တော့ကျွန်တော်တို့ခဏလောက်မဆက်သွယ်ပဲနေရအောင်စီးစာဖုန်းကိုပိတ်လိုက်ကဘေးကိုချလိုက်တယ်မွေးရကရင်ထက်မှဒူးပိုက်ပြီးအတန်တိတ်ကြိတ်ငိုနေပါရဲ့သူမဘက်ကအမှန်ကိုရှင်းပြချင်လို့ဆက်သွယ်နေတာကိုမောင်ကတရက်တမနက်အတွင်းမဆက်သွယ်ဘူးပြောလာတော့ခဏဆိုရင်မဆက်သွယ်ရမယ့်ကာလကဘယ်ချိန်ထိများလဲမောင်ရဲလို့သာစိတ်ထဲကနေမချစ်မရဲမေးရင်ဝမ်းနေလိုက်ဖို့ရတယ်ဒီတိုင်းဆိုရင်သူမဘက်ကထပ်ပြီးဆက်သွယ်ရင်မောင်သူမကိုစိတ်ကုံသွားမလားပဲအခုတော့မှသူနဲ့ရတဲ့ရင်သွေးကိုဖျက်ချပစ်တယ်ဆိုပြီးစိတ်ပြက်နေတာပဲမဟုတ်လားမောင်ရဲ့ရင်သွေးကိုမောင်မဖျက်ချပစ်ခဲ့ပါဘူးဆိုတာမောင်သိစေချင်လိုက်တာမောင်ရဲ့တစ်ဖက်ကနေရတော့မောင်ချစ်တယ်ဆိုတာနဲ့ပတ်သက်ပြီးမောင်ကိုယ်တိုင်သေချာပြန်စင်စားဖို့အချိန်လိုတယ်ထင်လို့ပါမရဲ့ဘာလို့များမောင်နဲ့ရတဲ့ကိုယ်ဝင်ဖျက်ချပစ်ရတာလဲမောင်ကိုမတကယ်ရောချစ်ရလားဗျာစီးစာကိုနေသေးလောက်အောင်ပြေးတွေ့ချင်နေပေမဲ့စီးစာသူ့ကိုတကယ်မချစ်ဘူးထင်နေတဲ့အတွေ့အကြောင်းသူလည်းတယောက်တည်းနာကျင်နေရတာသူ့ကိုတကယ်မချစ်လို့သူနဲ့ရတဲ့ရင်သွေးကိုဖျက်ချပစ်ခဲ့တာဆိုတဲ့အတွေ့ကစီးစာရောသူရောနာကျင်အောင်လုပ်နေတောင်ကိုနေတယောက်တကယ်မသိပါတီးခဲ့ရင်သူလည်းအခုလိုလုပ်မှာမဟုတ်အနက်ရောင်နှက်တိုင်းဗီဒီယိုတွေကရှိန်ကြီးအဖြူရောင်ကိုအနက်ရောင်ကုတ်အင်ကြီးအနက်ရောင်စတိုင်ပန်နဲ့သာရွေးပေးထားပြီးတိုင်းခွက်ကအစာနှက်ဆွေးနေတဲ့နိုင်ကြီးကိုသာရွေးပေးထားတာပါရေချိုကန်တွေကရေဆက်တွေတွဲခုနေတဲ့ body နဲ့အတူခန္ဓာကိုယ်အောက်ပိုင်းကိုတပတ်ဖြူတစ်ထည့်သာခက်ရွ့ပတ်ထားတဲ့သူမရဲ့ဦးထွက်လာချိန်မှာကန်ထားတဲ့တပတ်ကိုပေးဖို့ပင်မရောစွာနဲ့ငိမောနေခဲ့တာမဟာနဖူးပေါ်ကျနေတဲ့ရေစုံနေတဲ့ဇက်ပင်တွေကိုအပေါ်ကိုတက်တင်လိုက်ပြီးဦးကိုတပတ်မပေးတော့ဘူးလားအော်ယူလေးတပတ်အဲ့ဒီတော့မှအထစ်ထစ်အငငေါနဲ့ဦးစီကိုတပတ်ထိုးပေးဖြစ်တယ်
ຫນွေဦးတုတ်ပေးမယ်နော်အဲ့လိုဆိုတော့လက်မှာနာနဲ့လေလက်ညှို့ကထောင်ထားလို့ရတာပဲຫນွေဦးတုတ်ပေးမယ်နော်သူမထပ်ပြောတော့ဦးကမငင်းမဲနဲ့ဂရင်ချင်ရင်ကခုံလေးမှာထိုင်ပြီးတယ်သူမလည်းဦးကင်ထားတဲ့အမွှေးပွားတစ်ပတ်ကိုတဖန်ပြန်ပြောင်းကန်ရကဦးရဲ့ရှိမှာပဲမတ်တက်ရက်ပြီးဦးရဲ့စပင်တွေကိုတုတ်ပေးရင်မှຫນွေဦးကိုစိတ်ဆိုးနေရလားယင်တင်းငယ်ပေါ်စိတ်ဆိုးစရာအကြောင်းရင်းမှမရှိတာဦးစိတ်မဆိုးဦးသိလားဦးလေးလူရှုထားတယ်လို့ခံစားရတဲ့အခါမှာလူနှလုံးသားအယမ်းကိုနာကျင်ရတာပဲတဲ့ငယ်ရပြီအင်ကြီးကိုဘာသာပဲဝတ်လိုက်တော့သူမအဲ့ဒီနေရာမှာပဲထပ်ပြီးရက်မနေနိုင်တော့ဆက်ရက်ပြီးစကားပြောဖို့ကသူမရဲ့ခြေထောက်တွေမခိုင်ချင်တော့သလိုမင်းညကလေးကဦးနဲ့စကားကောက်ကောက်မပြောဖြစ်ကြတော့ကလေးကဦးစိတ်ဆိုးသွားတာပဲဆိုပြီးသူမရဲ့နှလုံးသားကတကယ်ကိုနာကျင်နေခဲ့တာအခုလေပုံမှန်တိုင်းပြောနေရင်ကမျက်ရည်တွေပင်ဝဲလာကဝမ်းနဲ့တံမှာပါလာခဲ့ပြီးတစ်ချက်ရှိုက်လိုက်ပြီးဦးရှိကနေအမြန်လှည့်ထွက်လာတယ်အမြန်ထွက်သွားမှုပြင်လိုက်တာမို့ကြော်ခိုင်ပြီးခြေလန်း3လမ်းလောက်လဲလှန်ရောအာယူလျှောက်ယုံရှိတယ်အနောက်ကနေအတင်းလာဖတ်တဲ့ဦးကြောင့်ဝမ်းနဲ့စိတ်ကပို့ပြီးအစိုးရလာကတအင်းအင်းရှိုက်ငုံမိတယ်ဦးတောင်းမှန်ပါတယ်ကွာနော်တဲငယ်ပေါ်မကောင်းဖြစ်သွားရတာတဲငယ်မငုံနဲ့တော့နော်ຫນွေဦးကိုလှုပ်ပါຫນွေဦးတယောက်တည်းနေချင်တယ်ຫນွေဦးတယောက်တည်းနေပြရစီသူရဲ့ရင်ခွင်ထဲကတအင်းအင်းရှိုက်ငုံရင်ရုံးနေတဲ့တဲငယ်ကိုဘိုက်ပပူလေးအထက်ကနေအတင်းဖတ်ထားပြီးစံရွယ်လေးတွေကိုအတင်းနှမ်းရှိုက်နေတယ်အဲ့ဒီနောက်ဘိုက်ပူပူလေးကိုလက်နဲ့ပုတ်ပြီးခေါင်းပေါ်ကိုမင်းငုံတင်ထားတယ်မငိုပါနဲ့တော့ကွာတဲငယ်မျက်ရည်ကျတာမြင်ဥယျာဉ်ရင်ဘတ်ထဲကနာကျင်လုံးလို့ပါသူမနောက်ပြန်လှည့်ပြီးဥကိုတင်းနေအောင်ဖတ်ထားလိုက်တယ်ရင်ခွင်ကျဲကြီးတဲ့ခေါင်းလေးတိုးဝင်ရင်ခန်းစားနေရသမျှကိုမျက်ရည်အပြည့်ပြောင်းလဲရဲမှမျက်ဝန်းအိမ်မှာအသက်ကုန်ရွာသွန်းပါတယ်ဦးလိုချင်ຫນွေဦးကလေးတွေအများကြီးမွေးပေးမှာပါຫນွေဦးကိုစိတ်မဆိုးပါနဲ့တော့နော်တဲငယ်ရသူစိတ်ဆိုးဟန်ပြုတ်လိုက်တိုင်းသူ့ရဲ့တဲငယ်လေးဘယ်လောက်ထိနာကျင်ခံစားနေရမလဲဆိုတာမဟာတိတိကြီးနဲ့အခုလိုမျိုးလှုပ်ခဲ့တာမို့ကိုအပြစ်ကြီးကျူးလွန်မိတယ်လို့ပါခင်မိုးတယောက်အနေနဲ့မျက်ရည်မကျအောင်ကောက်ွယ်ပေးမယ်လို့ပြောပြီးသူကိုယ်တိုင်ပဲမျက်ရည်ကျအောင်လုပ်နေတာမို့တဲငယ်ပေါ်အာနာစိတ်လည်းတစ်ဆက်တည်းဝင်လာရပြီဦးတဲငယ်ကိုအရန်ချစ်တယ်ဘဝဆက်တိုင်းတဲငယ်နဲ့ပြန်တွေ့ပြီးတဲငယ်ကိုပဲပြန်ချစ်ချင်တယ်ຫນွေဦးလည်းဦးကိုအရန်ချစ်တာပါအခုဒီအငုံမတိတ်သေးတဲ့မပိုက်လေးကတော့ရင်ခွင်ထဲမှာပဲပွေးဖတ်ထားလိုက်ကကောင်းလေးပုတ်ပေးရင်မှအချိန်တွေကိုဆက်လျက်ရှိစေတယ်အဖဦးမရအမိတော်ရီတို့ဤသားဦးမင်းထင်အသက်55နှစ်အားပြစ်မှုဆိုင်ရာဥပဒေပုံမှန်အရပြစ်မှုထင်ရှားကြောင်းသိကြတဲ့အတွက်အလောက်ကျန်းနဲ့ထောင်တန်တသက်ကြုံကြားခံစီတရားသူကြီးရဲ့အမိန့်ကြီးညာတန်ထွက်လာတာနဲ့ဦးမင်းထင်တယောက်မဟာအားမျက်ထောင်နီကြီးနဲ့စိုက်ကြည့်ကတောက်တစ်ချက်ခောက်တယ်ရဲသားတွေလက်ထိတ်ခတ်ပြီးတွဲခေါ်လာတဲ့ဦးမင်းထင်ခုံကနေထထွက်လာတဲ့မဟာအနာနီးသွားလိုက်တာနဲ့ခဏရက်လိုက်ပြီးမဟာဘရင်မင်းအေးစစ်စစ်နေရမယ်မမှတ်နဲ့ငါပြန်လာမှာခမရကိုကျွန်တော်လေးစားသင့်တယ်လို့လေးစားခဲ့ပြီးအဆောင်ကိုပြောကြခဲ့တဲ့ကိစ္စဟာလူများကြီးရဲ့အသက်ကိုဆုံးရှုံးစေခဲ့တာသူတို့မိသားစုတွေဒုက္ခရောက်ခဲ့ကြတာခမရကြောင့်ပဲဆယ်စုနှစ်တွေကြာသွားတာတော့မှအဲ့ဒီကိစ္စပေါ်အပြစ်မရှိတယ်လို့နေနိုင်ခဲ့တဲ့ခမရကိုတော့ကျွန်တော်အံ့လို့မဆုံးနောက်ပြီးတော့ခမရတက်တကြုံကြတာကျွန်တော်ရဲ့ကုမ္ပဏီက case တွေကြောင့်ပဲမဟုတ်တာခမရသိမှာပါထောင်ထဲမှာနေရင်းနဲ့ကိုမကိုပြန်လေသုံးသက်ပြီးတရားရှာတာခမရအတွက်အကောင်းဆုံးပဲဦးမင်းထင်စိတ်မပူပါနဲ့ကျွန်တော်ခမရရဲ့မိသားစုလုံလောက်တဲ့ပမာဏတစ်ခုကျင်းတည်ပြီးမှာပါသူတို့တနာလုံးလို့မင်းမောင်မင်းတဲ့လောက်တယ်မဟုတ်လားစောင့်နေငါလာခဲ့မယ်ဆွဲခေါ်ခံသားရတဲ့ဦးမင်းထင်ကတော့အခုထိနောက်မရသေးတဲ့ပုံတဲငယ်နဲ့ပတ်သက်ပြီးချင်းချောက်သွားတာမို့အဲ့ဒီနေရာမှာတင်အသက်ပြောက်သွားအောင်ဆွဲထိုးခြင်းပေမဲ့ဒီလိုလူမျိုးကသူ့လက်နဲ့ထိရမှာမတန်တော့အောင်တန်ဖိုးမဲ့လွန်းတာထောင်တက်ကျွန်းကြတာတော့မှနောက်မရပဲအခုလိုပြောသွားတာကိုမဟာနည်းနည်းလေးမှမကြိမ်နဲ့ပေမဲ့သူ့ရဲ့အကုသိုလ်နဲ့သာသူသွားပါလိမ့်မယ်လို့စိတ်လျှော့လိုက်ရတယ်ဟုတ်ကဲ့အဲ့စာကအမြဲတမ်းကြိုးစိုးလျက်ပါဟုတ်ကဲ့ကိုကအခုလိုမျိုးစီးစာလို့ပဲခေါ်မယ်နော်ကိုတို့ကရွယ်တူတွေဆိုတော့အဆင်ပြေတယ်လို့ခေါ်ပါကျမတို့စိတ်နှောက်ရှက်မဖြစ်ပါဘူးကျေးဇူးတင်ပါတယ်စီးစာအခုလိုမျိုး SR နဲ့လက်တဲဝင်ရတာကိုတိတ်ကိုကန်းကောင်းနေကောင်းကင်မြူခိုးဆိုတဲ့သူဟာစီးစာလိုမျိုးအသက်30ကျော် CEO တယောက်ဖြစ်ပြီးစီးပွားရေးနယ်ပယ်ထဲမှာအောင်မြင်နေတဲ့သူတအူးမှန်သိထားပြီးဖြစ်ပေမဲ့အခုမှပဲလက်တွဲဖူးတာပါမိဘချင်းကတော့တိတ်အရင်ကြီးမဟုတ်ပေမဲ့တာမန်ထက်တော့ပိုတဲ့မိတ်ဆွေတွေဖြစ်ကြတယ်လုပ်ငန်းသဘောအရနေ့လည်စာအတူစားကြရဲဆိုပေမဲ့နှစ်ယောက်ထဲမှု VNB အခန်းမယူဖို့ကိုကောင်းကင်ချင်းကလေးကသူမအလိမ္မာ3ကကြိုးပြောထားခဲ့တာကိုကောင်းကင်မြူခိုးကိုပပပဲခေါ်ပါလားဟုတ်ကဲ့ကိုပပဟာစီးတာတော့နောက်ပြီဗျာကိုရဲ့တငယ်ချင်းတွေကိုရဲ့မိတ်ဆွေတွေကကိုကောင်းကင်ဒါမှမဟုတ်လေမြူလို့တချို့ကခေါ်ကြတယ်စီးစာလေတခုခုခေါ်ပါလားဒါဆိုရင်ကျမကိုမြူလို့ခေါ်မယ်လीသူမကိုကောင်းကင်လို့တော့သူ့ကိုမခေါ်ချင်ပါဘာလို့လဲဆိုတော့သူမရဲ့မောင်သူမရဲ့ဟန်နီကကောင်းကင်ကနေမင်းကြီးပဲမဟုတ်လားသူမရဲ့မောင်ကတခြားသူကိုမှီခိုနေရတယ်ဆိုတော့မစီမဆိုင်အတွေးကြီးကိုသူမမကြိုက်ကိုမြူ
ကိုကြိုက်တယ်ဒါနဲ့စီးစာခုနခေါ်တာဟိုကျမတွိုင်းလက်ခဏဝင်ခြင်းလို့သွားပါကိုစောင့်နေပါမယ်ဟုတ်ကဲ့သူမတန်းစင်ခန်းနဲ့လက်ဆေးနေတော့ပဲဘေးကနှကန်းနီဆိုနေတဲ့မိန်းကလေးကိုကြည့်လိုက်တော့အဲ့ဒီကောင်မလေးကသူမကိုတတိထားမိပုံမပေါ်ပေမဲ့သူမကတော့အဲ့တယောက်ကိုကြည့်ပြီးတက်ပြင်းချမိတယ်သူမလည်းတစ်ချိန်လုံးကအဲ့လိုမျိုးတွေဝိတ်ခဲ့တာမဟုတ်လားပြန်တွေးကြည့်တော့မောင်ကိုသူမချစ်မိခင်ကတည်းကမောင်ရဲ့စကားကိုသူမလိုက်နာနေခဲ့တာပဲရင်သားပေါ်တဲ့အင်ကြီးတွေမဝစ်တာတော့ကြာလှပေါ့အမျိုးသမီးဝေးအင်ကြီးအဖြူကိုအပြာနုရောင်စတိုင်ဖန်ရှင်နဲ့တွဲဝစ်ထားကစပင်တွေကိုနောက်မှဒီတိုင်းဖြန့်ချထားတယ်မှန်တဲ့ကသူမပုံသူမတစ်ချက်ကြည့်ပြီးအပြင်ကိုပြန်ထွက်လာတာပါကွန်မြူရှိရာစပွဲကိုတောက်ဖို့ပြင်ပြီးမှမျက်လုံးထောင်းမှမြင်လိုက်ရတဲ့လူနှစ်ယောက်ကြောင့်သူမအကြည့်တွေအဲ့ဒီလူနှစ်ယောက်စီစူးစိုက်ကြသွားရတယ်မောင်သူမရဲ့မောင်ကမိန်းကလေးတစ်ယောက်နဲ့အတူနေလေစာစားနေချိန်အစာကရိုးရိုးပဲနေမှာပါလို့တွေးလိုက်ပေမဲ့ဘေးတိုင်းမြင်နေရတဲ့စပွဲအနေထားမှာအဲ့ဒီကောင်မလေးနှကန်းကိုတုပ်ပေးလိုက်တဲ့မောင်ရဲ့အမှုရာပြုံးရွှင်နေတဲ့မောင်ရဲ့မျက်နှာကြောင့်ကိုပစက်ကိုလက်ဝါးနဲ့အုပ်ပြီးအဲ့ဒီနေရာကထွက်လာပါရဲ့ကိုမျိုးစားလို့ပြီးပြီလားယင်စီးစာနေမကောင်းလို့လားဟုတ်ကျမခေါင်းနဲ့နောက်လာလို့တောင်းပန်ပါရဲ့နော်ရပါတယ်ဗျာကိုကကိစ္စမရှိပါဘူးဖုန်းမဆက်တယ်လို့သူမတို့ဂျားထဲမှာအဆက်အသွယ်လုံးဝပြတ်တောက်နေခဲ့တာ10ရက်ကျော်15ရက်တောင်ရှိနေပြီဒီရက်တွေအတွင်းမောင်တစ်ခါလေးတောင်ဖုန်းမဆက်တယ်လို့တစ်ခါလေးတောင်စမဖို့သူမဘက်ကဆက်သွယ်ခြင်းပေမဲ့မောင်ဘက်ကစပြီးမဆက်တယ်ပဲနေရအောင်လို့ပြောထားတာမို့ဟန်နီဆိုတဲ့ contact name လေးကိုကြည့်ရင်လည်းနေတိုင်းငိုခင်းရတာအခုတော့မောင်ကနောက်တစ်ယောက်ရနေပြီလားဆိုတဲ့အတွေးကတော့သူမကိုလှောင်ရည်နေတယ်အမေနင်သိတင်လို့လားအမေငပူတင်းမှာ6လမှတစ်ခါဖုန်းဆက်ရမယ်ဆိုပေမဲ့အမိန့်အာနာ US ကနေမပိုက်စီကိုဖုန်းခိုးဆက်နေခြင်းမှာဖုန်းခိုးပြောနေပေမဲ့အိမ်ကိုတတိယကြောင်ပြန်လာခြင်းကြောင်မဟုတ်ပဲဟယ်လိုဆိုပြီးຫນွေဦးထူးလိုက်တာနဲ့ရုပ်ဆိုးရတဲ့ခြားတွေဘိုက်ပူနေတော့ကြည်ရဆိုးမှာပဲအဲ့လိုဆိုပြီးတန်ပြောတာမို့ຫນွေဦးရဲ့တူသူမရဲ့တငယ်ချင်းအမိန့်နဲ့ရန်ဖြစ်နေရခြင်းမှာအေးပါငါ့ကိုပြောထားနေမိမရလို့နေမိမကိုဝင်လဲထားတဲ့အချိန်ကြာမှာပဲငါညှောက်အောင်မယ်ငါမိမယူမှာပဲနေညှောက်လို့ရမှာလေဒေါ်ຫນွေဦးငယ်ရဲ့အေးပါရီတာအမေနင်သိလားငါ့ကိုလေဒေါ်ຫນွေဦးငယ်လို့ခေါ်တာနင်တယောက်တည်းမဟုတ်ဘူးဆိုတာဘာလဲတခြားသူရှိသေးလို့လားတီရတီနွယ်တဲ့သူလည်းငါ့ကိုအဲ့လိုပဲခေါ်တာတီရတီနွယ်ဟိုပေါက်လို့ပဲစားတီတီရဲ့နာမည်ကိုတလုံးချင်းရွတ်ကပေါက်လို့ပဲစားလို့ထပြောလိုက်တာမို့တစ်ဖက်ကຫນွေဦးတောင်ဖုန်းထဲကနေခက်လက်လန့်ဖြစ်သွားတယ်နင်တီတီကိုသိလို့လားဟိုတခါအိမ်ဖုန်းဆက်တော့အဲ့တယောက်ကိုက်နာလေစက်သေးတော့အပြင်မှာသာတွေ့တော့ဆွဲရိုက်ပြတယ်မလီအမေရဲ့စိတ်ရိုင်းနေဘယ်ကနေဝင်လာလဲတီတီကနေကိုဘာပြောလို့လဲဘာမှတော့မပြောပါဘူးစိတ်ထဲကနေအလိုလိုနေမျက်မုံးကျိုးနေတာအေးပါဥရောကလည်းငါ့ကိုအဲ့လိုပဲပြောခဲ့တာစက်တုံးလို့ခေါ်လိုက်စိတ်ထဲကနေအလိုလိုနေနဲ့မျက်မုံးကျိုးတယ်ဆိုပြီးအခုတော့တဲတဲလို့နင်သိလားနင်ရဲ့ဦးလေးကလေငါ့ကိုဆိုရင်အရန်ကိုချစ်တာဝတ်အန်ဂျင်လာမတာဒါပဲငါဖုန်းချလိုက်တော့မယ်စားကြရအောင်ပါအေးပါရဲ့အဆက်တရရဂယူးဆိုင်တော့တကယ်ချင်းဘိုင်ဖက်စီယာတက်ဖို့ကြောင်းအပ်တဲ့နေ့ကအမိန့်သာမှတ်မိပြီးလာမခေါ်ခဲ့ရင်ဒီလိုနေမျိုးတွေရှိလာမှာမဟုတ်တာမို့အမိန့်ကိုတငယ်ချင်းတယောက်ဆိုတာထက်အကိုတယောက်လိုပို့ပြီးချစ်ခင်မိတာကားပေါ်ကဆင်းလာတဲ့ဦးကိုရေခွက်လေးကမ်းပေးလိုက်ပါတယ်သူမကမ်းပေးတဲ့ရေခွက်အားကိုင်ပြီးတကြိုက်ထဲမောတောက်လိုက်တဲ့ဦးရဲ့လေမင်းကိုစိုက်ကြည့်ရင်မှသူမတတွေးမျိုးချမိသွားတယ်တဲ့ငယ်ဘာဖြစ်လို့လဲတခါတလေသူ့ကိုစိုက်ကြည့်နေတတ်တဲ့တဲ့ငယ်ကြောင့်မဟာကိုအထင်တွေပင်စွတ်ကြီးတင်သွားပါတယ်နောက်နေ့ကျရင်ရေအများကြီးတိုက်မလို့စိတ်ထဲကတွေးနေတာကိုအပြစ်မှာပါထုတ်ပြောမိသွားတာမို့ຫນွေဦးကိုနှစ်ဖူးကိုလက်ဝါးနဲ့ရိုက်လိုက်ကလာဦးအပန်းဖြီအောင်သူ့ရဲ့အိတ်ကိုဆွဲကအရှိကနေတုတ်ထွက်သွားတဲ့မပိုက်အားကြည့်ပြီးမဟာရင်ရင်မှအိမ်ထဲကိုဝင်လာခဲ့တယ်။သူမနောက်ကအခန်းထဲကိုဝင်လာတဲ့ဦးကတော့တကားပြန်ပိတ်ရင်းတဲ့ငယ်ဟုတ်ကဲ့ပြောဆရာရှိလို့လားယင်ဦးအခုမှပြန်ရောက်တာဆိုတော့တအောက်နေမှာပဲရေချိုးနော်ຫນွေဦးအင်ကြီးထုတ်ထားပေးမယ်ဘီယိုရှိမှအင်ကြီးထုတ်ဖို့ပြင်နေတဲ့သူမအနာရောက်လာကပခုံးကနေတွဲကန်ရင်းမှကရင်မှပြန်ထိုင်ခိုင်းလိုက်တယ်။ဦးကပါသူမပြီးမှဝင်ထိုင်လိုက်ပြီးနောက်နေ့ကစပြီးတော့ဦးတို့အောက်ထပ်ကိုပြောင်းရအောင်။ဗျာဘာလို့လဲဦးရဲ့အခန်းကောင်းပါတယ်။ဒီခန်းကောင်းတာမှန်တယ်။ဒါပေမဲ့အပေါ်ထပ်မှာရှိနေရလေ။တင်းငယ်မပေါ့မပါကြီးနေဦးကြီးနေကြပြီ။လေကတစ်တွေအလဲလေးနင်းခွာပြီးတင်းငယ်တက်နေဦးစိတ်မချဘူး။ဦးတို့ကလေးမွေးပြီးတဲ့ဒီအောက်ထပ်မှာပဲနေကြမယ်။နောက်ပြီးတော့တင်းငယ်ဒီလေကတစ်တွေအတက်စင်းမလုံးနဲ့တော့ဟုတ်ကဲ့ဖဖခန့်ကိုမတော်ရတော့ဘူးလားလို့မေးချင်ပေမဲ့လေဦးစိတ်ပူနေတာသိရမို့သူမမမေးတော့ပါအိမ်ပေါ်ထက်နဲ့အိမ်အောက်ထက်ကိုဆက်ထားတဲ့လေကတစ်တွေကသူမအသက်အရွယ်တွက်ထက်တောင်များနေတာမို့သူမရဲ့ကလေးလေးအတွက်ဥလိုစိုးရိမ်မိတယ်နောက်ပြီးတော့6လပြေးသွားပြီဖြစ်တဲ့ဘိုက်ကြောင့်လမ်းလျှောက်ရတာပေါ့ပါသိမရှိတော့ပါအိုးဘယ်မှမသိတဲ့နေရာကိုငေးပြီးသူပြောတာကိုအလေးနဲ့စဉ်းစားနေပုံရတဲ့တင်းငယ်ရဲ့ပါးပြင်အားသူ့နှာခေါင်းနှိမ့်ဝင်သွားတဲ့အထိမဟာနမ်းလိုက်ပါတယ်ခဏကိုလေးကိုလည်းဖတ်ထားလိုက်တယ်
ဦးကသူမကိုဖက်ပြီးဘာမှမပြောဘဲနမ်းပြီးရင်နမ်းနေရမို့ပဲသူမဘာဖြစ်လို့လဲလို့မေးလိုက်ချင်ပေမဲ့ကနေမော်လဲချကသူမကိုအုံမိုးကြည့်နေရကတဖြည်းဖြည်းငုံကြလာတဲ့ဦးရဲ့ခေါင်းကြောင့်သူမခဏနေအသက်ရှူရခတ်တော့မယ်ဆိုတာကြိုတင်ပြီးတီးလိုက်ပါပြီနေမောင်လေးခဏညနေခင်းမိမဲ့ဝယ်စရာရှိတာကိုလမ်းထိပ်မှာတင်ဝယ်လို့ရတာမို့ကာမောင်မီမသွားတော့ပဲစပိန်နဲ့ယူမီခြံထဲကအထွက်နေရဲ့ကားကခြံရှိရဖြတ်သွားတာမို့နေကိုနှုတ်ဆက်ရင်းနဲ့အလောက်ကပြန်လာပြီလားဟုတ်တယ်အမယူမီအမကျွန်တော်ပြောစရာရှိနေရလားမင်းအချိန်ရရင်အမရှိတဲ့စိတ်ယုံလာခဲ့ပါလားငါမောင်ပြောစရာရှိလို့ဟုတ်ကျွန်တော်နောက်ရက်လာခဲ့ပါမယ်အဲ့ဒီနေ့ကဒေါက်တာယူမီတို့ခြံရှိမှာဒေါက်တာနဲ့သူနှုတ်ဆက်ပြီးသူ့ကိုလာခဲ့ဖို့ပြောထားတာကနောက်3ရက်ကြာမှပဲစိတ်ယုံစီလာဖြစ်ပါတယ်ရောက်လာပြီလားဒေါက်တာရဲ့ရုံးခန်းထဲမှာထိုင်လိုက်ပြီးနေအမပွန့်ပွန့်လင်းလင်းပဲမေးမယ်မင်းတို့အဆင်မပြေကြဘူးလားဗျာအမဘာလို့ဆိုလို့လဲမင်းတို့ဆိုတာကဟိုစီးကိုညီမနဲ့မင်းကိုပြောတာလေမောင်လေးရဲ့ကြီးစားဆိုမနဲ့သူအဆက်အသွယ်ပြတ်နေတာရက်20အတီးအကျဆိုရင်19ရက်နဲ့10မိနစ်တိတိရှိသွားပြီမဘကထပ်ပြီးမဆက်သွယ်လာတော့သူထင်တယ်လို့များဟူးသူဘာမှပြန်မဖြေဘဲနဲ့တက်ပြင်းချလိုက်တဲ့အချိန်မင်းလေကွယ်ဟိုကကိုဝင်ကြီးနဲ့ကိုချစ်သူကိုစိတ်ချမ်းသာအောင်ထားမိမရှိဘူးဗျာကိုဝင်မသိရင်သူ့မှာပဲကိုဝင်ရှိလို့အံ့ဩသွားတဲ့အတိုင်းနေကမျက်လုံးပြူမျက်စံပြူနဲ့သူ့မှာအပြန်မေးလာတာမို့ကျွန်တော်ရဲ့မမကိုဝင်ရှိနေတာဟုတ်တယ်လေမင်းမသိဘူးလားနေဟင်းကျွန်တော်မသိဘူးအမယူမေရဲ့ဒါဆိုအဲ့ဒီနေရာမင်းကိုမပြောဖြစ်ဘူးထင်တယ်မဟုတ်ဘူးမရှင်းပြမယ်မျက်ရည်တွေဝဲကတစုံတရာကိုရှင်းပြဖို့အသေးအတန်စူးစမ်းနေတဲ့မရဲ့မျက်နှာလေးကိုမြင်အောင်မိတယ်သူအမကြီးမားနေခဲ့မှအခုမှသိလို့ပဲနှောင်နှိုင်းရနေပါပြီဟိုနေ့ကကွယ်အမစီကိုစီးကိုညီမလေးကအားစေးလာဝဲတယ်ကိုဝင်ရှိနေတော့အားစေးဘာသာမှမသိလို့တဲ့ဆရာဝန်ရဲ့လမ်းညွှန်ချက်အတိုင်းစိတ်တောက်မလို့တယ်လေအမကမင်းမပါဘူးလားလို့မေးတော့မျက်ရည်တွေချက်ချင်းဝဲတက်လာတာအမလေးသူ့မျက်နှာလေးကိုကြည့်ပြီးတနာလိုက်တာမှပဲကိုမင်းကလေးကိုဂယူးဆိုင်ဆန်မှနေရဲ့ဟိုအပြင်ကိုဝင်2လနေအောင်ရောက်နေပြီအမယူမေကိုဝင်က2လဆိုတော့အတိအကျဆိုရင်9ပတ်ပေါ့ဟဲ့ပထမဆုံးအချိန်ရောက်လာတော့တလားပြည့်ပြီးနေအခုမှပဲနောင်တအကြီးကျယ်ရကမကိုအထင်လွဲမိတာတွေအတွက်ရောပြစ်ထားခဲ့တာတွေအတွက်ရောမကိုပေးတဲ့အပြစ်ဒဏ်ကိုခံယူဖို့ပြင်ရဲမှမရှိရကိုလာခဲ့တယ်တကယ်ဆိုရင် तू မကောင်းတာပါ तू တာမရှင်းပြတာကိုနားထောင်ခဲ့လိုက်ရင် तू ရောမရောနာကျင်ရမှာမဟုတ်ဘူးအခုတော့တက်တက်မဲ့မကိုနာကျင်ရအောင်လုပ်မိတဲ့သူကလောကမှာအမိုက်မဲဆုံးချစ်သူဖြစ်နေပြီမမမရှိဘူး MDမနဲ့သူကဘာလဲဆိုတာအတွင်းရမှုလှိုင်လေသိရမို့သူတို့ SR ကိုတကားမရှိဒါမရှိဝင်ထွက်သွားလာရင်မရဲ့အတွင်းရမှုနဲ့လည်းအတော်ပဲရင်းနှီးနေပြီမစီကိုအပြစ်ခဲ့ပေမဲ့သူ့ရဲ့မကကော်မတီမှာမရှိဘူးတဲ့မဘယ်တော့လဲလိုက်ကျွန်တော်မနဲ့အမြန်ဆုံးတွေ့ဖို့လိုအပ်လို့စီးကိုက J Company CEO ဦးကောင်းကင်မြူကိုနဲ့အတူထွက်သွားပါတယ်ကောင်းကင်မြူကိုတလုံးချင်းစီပြန်ရွတ်ရင်းမှသူအဲ့ဒီနာမည်ကိုသဘောမကျပါ Thank you လိုက်မပြန်လာရင်ကျွန်တော်လာသွားတယ်လို့ပြောပေးပါနော်ကျွန်တော်ညကြရင်ဖုန်းဆက်ပါမယ်လို့ဟုတ်ကဲ့ MD propose လုပ်တဲ့နေ့ကတည်းကကိစ္စအများကြီးဖြစ်ပျက်သွားတာသူမတတိထားမိတယ်လို့အဲ့ဒီနေ့ကသူမ boss နဲ့ MD ကြားမှာကြီးမားမားပြဿနာလည်းရှိခဲ့ကြပုံပဲငါတို့မမတနာပါတယ် something သူမကတော့ပွဲကြီးပြိတ္တတတ်မှုဘာရမဟုတ်ပဲအခုကိစ္စကိုပြန်ပြောရမှာသာထားလိုက်ပါလှိုင်းမသူနဲ့မတွေ့ချင်မောင်လာသွားကြောင်းလှိုင်းပြန်ပြောတာကိုကြားတော့ဝမ်းသာရမယ့်အစားဟိုမင်းကလေးနဲ့ပျော်နေတဲ့မြင်ကွင်းကသူမမျက်လုံးထဲပြန်မြင်ရောက်လာတယ်ရင်ဘက်ကလည်းအစိတ်လူးများနဲ့ထိုးခွဲခံထားရတယ်လို့နာကျင်လွန်းတာပါသူမရုံခန်းထဲကပြန်ထွက်သွားတဲ့လှိုင်းကိုတော့မှခေါင်းကြီးမပြနိုင်တော့ပါရှေ့မှာရှိနေတဲ့အပြာရောင်ဖိုင်ကိုကြည့်ပြီးမျက်ရည်တွေကမဖိတ်ခေါ်ပဲစီးကျလာပြန်တယ်ဖားလေလမ်းခွဲကြမယ်ဆိုပြီးလာပြောမှာမဟုတ်လားမင်းအဲ့ဒီမင်းကလေးနဲ့လူသိရှင်ကြားတွေ့တော့မဲ့အကြောင်းများမစီကိုလာကြွားတာလားမတားပါဘူးမောင်ရဲ့မောင်မှန်မယ်ထင်ရမောင်စိတ်တိုင်းကြလောက်ပါမောင်တစ်ဖက်လူကိုရှင်းပြခွင့်နေတော့မပေးခဲ့ပဲနဲ့သူမကိုရက်20လောက်ပြစ်ထားပြီးရုပ်ကြီးလာတွေ့တာကလမ်းခွဲဖို့ကလွဲပြီးတခြားမှမဖြစ်နိုင်ပဲဟိုနေ့ကစားတော့ဆိုင်ရမြင်ကွင်းကိုသာမမြင်လိုက်ရရင်မောင်သူမစီစိတ်ဆိုးပြေလို့ပြန်လာတယ်ပဲထင်မှာပါအခုတော့အဲ့လိုမတွေးနိုင်သူမမကြားချင်ဆုံးစကားကိုပြောဖို့လာတာမို့သူမမောင်ကိုထွက်မတွေ့နိုင်ပါ Hello Mr. Vin Yes right side but I think it would need something Okay I can သူမခရီးမထွက်တာ3လကျော်4လကြာပြီဖုန်းခေါ်ပြီးတဲ့နောက်တေချာတာကတော့ဒီတစ်ခေါက်နယူးဇီလန်ကိုထပ်ပြီးခရီးထွက်ရအောင်ပဲပုံမယ် project ကမြန်မာပြည်မှာမဟုတ်ပဲနယူးဇီလန်မှာမို့တာဝန်ရှိသူတဦးအနေနဲ့ဖုန်းထဲကနေပဲကြည့်ချက်လို့မရပဲသူမကိုယ်တိုင်သွားဖို့ဖြစ်လာခဲ့တာအစားကလှိုင်းကိုသူမအားလက်ချိန်မေးပြီးမှသွားမယ်လို့လုပ်သေးပေမဲ့မနဲ့မောင်းလာပြီးလမ်းခွဲစကားပြောမှကိုစိုးတာကြောင့်ပဲသူမ Mr. Vinci ကိုချက်ချင်းဖုန်းပြန်ခေါ်လိုက်ပြီးမနဲ့ပြန်တွေ့ကြမယ်ဖုန်းပြန်ခေါ်ကြပြီးသူမရဲ့ရင်တွင်းပြစကားတွေကိုဖွင့်ပြောနေပါတယ်
လုပ်ငန်းတူတွဲလုပ်နေကြလို့သာမစ္စတာတက်ပြီးခေါ်ကြပေမဲ့ဗင်ကသူမရဲ့တငယ်ချင်းတဦးဝဲမို့အခုလိုမျိုးစားနှောင်နေကြပါဗင်ကနယူးဇီလန်မှာနေနေတဲ့အီတလီသားမို့ဗင်နဲ့သူမစကားပြောရင်အင်္ဂလိပ်လိုရောအီတလီလိုရောပြောဖြစ်ကြတာကအမြဲပဲအခုလဲမောင်လေးတွေကိုချစ်သေးလားမေးလားလို့ဆဲမိသေးတယ်သူမဘဝကမောင်လေးတော်တဲ့ကအခုထိမထွက်နိုင်သေးပါအခုလဲသူမထက်အသက်ငယ်တဲ့မောင်ကြောင့်မောင်ကလမ်းခွဲစကားပြောဖို့လာရှာမယ်ဆိုတာသိလို့ပဲမောင်ကိုရှောင်ဖို့သူမနယူးဇီလန်ကိုချက်ချင်းသွားဖို့ဆုံးဖြတ်လိုက်ခြင်းပဲအခုဆိုရင်နှွေဦးနဲ့ဦးကသူမအရင်နေခဲ့တဲ့အခန်းထဲမှာပြောင်းနေကြခြင်းပါအမဟေတာခဏဆောင်တော့နှွေဦးသွားချပေးမယ်ညအပေါ်ထက်ကဦးရဲ့စာကြည့်ခန်းထဲမှာအလုပ်လုပ်ရင်ဖိုင်ကြံခဲ့တယ်ဆိုလို့ဦးကိုစာအတွင်ရမှုအမဟေတာကအိမ်လာယူခြင်းပါအစာကတရားရောက်ကိုတောင်းယူခံမလို့ပေမဲ့စာကြည့်ခန်းကိုတောင်းဖို့ဆိုရင်သူမတို့အိတ်ခန်းကိုဖျက်ရမှာမို့အိတ်ခန်းထဲကိုတခြားသူဝင်တာဦးမကြိုက်မှန်းသိလို့ပဲဟေတာကိုခဏထိုင်ဆောင်ခိုင်းရင်နှွေဦးတောင်းယူတဲ့အချိန်မှာအမျိုးသမီးတစ်ယောက်နဲ့တိုက်မိသွားတယ်sorry တခင်မလေးတက်လာတာကျမတကယ်မမြင်လိုက်လို့ပါကျင်းမြင့်တဲ့ဒေါမမညီမနှစ်ယောက်ကတော့သူတို့ရွာကသူတို့အုပ်ထိန်းသူဖြစ်ခဲ့မှုတဲ့ဘာဖုံကြီးပြန်လွန်တော်မူသွားတာမို့ပဲညီမနှစ်ယောက်လုံးရွာပြန်သွားကြတော့ဖဖကလည်းအလေတဘောမျိုးလိုက်သွားခဲ့တာဒါကြောင့်မို့အိမ်မှာခါတိုင်းလူမျိုးအိမ်သားတွေများမနေရွှေချားကလည်းဈေးမှာဝယ်စရာမိလာလို့ဆိုပြီးနောက်တစ်ခေါက်သွားပြန်ဝယ်နေရပြီးအခုသူမနဲ့တိုက်မိမလို့ဖြစ်တဲ့အမျိုးသမီးကတော့အိမ်ဖော်ရှာပေးတဲ့ agency ကနေခဏခေါ်ထားတဲ့အမျိုးသမီးပါရရဲအမနှွေးဘာမှမဖြစ်ပါဘူးလုပ်ဆရာရှိရဆက်လုံးနော်ဖျားပန်းဦးတွေတဲရင်လေကားနားမှာသူမနဲ့တိုက်မိမလို့ဖြစ်ပြီးရေမှောက်သွားတာမို့သူမကိုခါကျုံမတက်တောင်းပန်နေတာကိုနှွေဦးအားနှံလာတယ်။နှွေဦးငယ်နင့်လင်ကြောင့်ငါတို့ဘဝပြက်ရတာနင့်ကိုလည်းအလွတ်မပေးဘူး။ယူလာတဲ့ဖျားပန်းဦးတွေကိုအနီးကစပွဲပေါ်သွားပြန်တင်လိုက်ပြီးသူမရင်ကြားတွေကတစုံတစ်ခုကိုထုတ်ယူကခြေတုပ်အောက်ကိုခန့်ထားတယ်။ Cherry Minton ဆိုတဲ့သူမကနိုင်ငံသားမှာကြောင်းတက်နေတာကြပြီ။သူမရဲ့အဖေတရားရင်ဆိုင်နေရတာသိပေမဲ့သူမအတွက်ဆောင်မွေးဖြေနေတဲ့အချိန်ဖြစ်တာမို့အပြေးပြန်လာခြင်းပေမဲ့လည်းပြန်လာလို့မရတယ်လို့သူမတဲ့တည်းရဲ့အရန်ကြီးမကြည့်ဘူးသမီးစာအုပ်အေးဆေးဆက်တင်ဆိုတဲ့စကားကြောင့်သူမလည်းမြန်မာပြည်ကိုပြန်မလာဖြစ်ခဲ့သူမအိမ်ပြန်ရောက်လာတဲ့အချိန်မှာသူမမာမီငိုရင်းပြောလာတာကငါသမီးအဖေငမိုက်သားကြီးကထောင်ထဲမှာဒီလိုတဲ့ရင်ကိုစုပ်စေခဲ့တယ်လို့မမြင်ရတာကြာပြီဖြစ်တဲ့ဖခင်ရဲ့မျက်နှာကိုတွေ့မြင်ရဖို့ထောင်ဝင်စာသွားတွေ့ရင်ကျင်းသေးပေါင်းလက်စားချိတ်ပေးမဲ့အကြောင်းကိုဂတိပေးခဲ့ခြင်းပါမန်နက်ကသူမဘက်မှာရှိနေလို့ပဲလားတော့မသိအိမ်ဖော်လိုနေတဲ့ခဏတာအချိန်အတွင်းသူမဒီအိမ်မှာနေရဖို့အတွက်ဖြစ်လာတယ်အမဟိတာပြောတဲ့ဖိုင်ထင်တယ် important document လို့ရေးထားတဲ့ခေါင်းစဉ်အောက်မှာပုံတွေရောစာတွေရောပါတာရှုပ်ရှက်ခက်နေရတဲ့ຫນွေဦးစမ်းမကြည့်ကျင်တော့ပါဖိုင်မဲအောင်3ခုအနက်ဒီဖိုင်မဲဆိုတာသိချတာမို့သူမဖိုင်ယူရင်အောက်ထပ်ပြန်ဆင်းမှုပြင်တယ်ຫນွေဦးထလာတာမြင်လို့ပဲအခန်းတောင်အကွယ်မှာပုံနေတဲ့ Cherry Minton ကຫນွေဦးခြေတုပ်ကိုတက်နှင်းဖို့အတွက်ဆူတောင်းရင်ຫນွေဦးလေကားပေါ်ပြုတ်ချဖို့မျှော်လင့်တကြီးစောင့်စားနေတာပညာတတ်တယောက်ရဲ့ရုပ်ရည်ထဲမှာမလိုက်စွာလူရုံမှတယောက်ရဲ့ကောက်ကြည့်ရုံမာတဲ့အပြုံးကိုစင်မြန်းနေလျက်ပဲအာကနေအော်တနကြီးရဲ့အဆုံးမှာတော့အကုန်လုံးကအဲ့ဒီနေရာကိုရောက်ချလာပြီးသူမလက်ထက်ကဖိုင်လေးဟာလည်းဖန်တိုးတွေတလုံးချင်းပြုတ်ကျတဲ့အတိုင်းလေကတိတစ်ထစ်ချင်းစီကိုမိတ်ဆက်ပြီးအောက်ကိုပြုတ်ကျလာတယ်။သွေးရိုက်ထဲမှာမြင်နေရတဲ့ခန္ဓာကိုယ်လေးကတော့လှုပ်ရှားမှုမရှိငြိမ်သက်လျက်ပါ။ Sorry ဒေါက်တာတို့လူနာမင်းကလေးရဲ့အသက်ကိုမကယ်နိုင်ခဲ့ပါဘူး။ခွဲစိတ်မှုအမြန်လုပ်ခဲ့ပေမဲ့သူမအသက်ကိုမကယ်နိုင်ခဲ့။မြင်မာတဲ့လေကတိတွေကမဟာဘရင်အတွက်တကယ်ကိုအိမ်မက်ဆိုးကြီးတစ်ခုလိုရဲ့ခေါင်းကွဲတဲ့တန်ရာကသွေးယိုစိမ့်မှုကပြင်းထန်လျက်လက်ကပါအစ်စ်လွဲသွားကစေးရုံကိုအသက်မှီုံလေးရောက်လာခဲ့ပြီဟေတာဖုန်းဆက်လို့မဟာဘရင်အိမ်တန်းပြန်လာခဲ့ပေမဲ့သူအိမ်ပြန်ရောက်တဲ့အချိန်မှာလေကောင်အောက်ကျန်းပြင်ကသွေးအိုင်ကိုသာမြင်တွေ့ရပြီတင်းငယ်ရောငါရဲ့တင်းငယ်ရောလို့မင်းနေလေသူ့ရဲ့စိတ်တွေမတည်ငြိမ်ခြေထောက်ပင်ဆုံရဲလို့မရပဲမျက်လုံးထဲမှာသူ့တင်းငယ်ရဲ့တခိတ်ခိရီတန်လေးကိုသာကြားရောက်ရင်စကမ်းမှုကိုပြန်ပိတ်ဟောက်နေမိတယ်စကမ်းမှုရဲ့စကားကိုကြားကြားပြီးချင်းသူစေးရုံကိုတဟုန်ထိုးမောင်းထွက်လာခဲ့တာဒါပေမဲ့ဟေတာတို့ပြောနေတဲ့ဆရာဝန်ရဲ့စကားကိုမဟာလေးဆက်ဆက်ကြားလိုက်ရတာက Sorry ဒေါက်တာတို့လူနာမင်းကလေးရဲ့အသက်ကိုမကယ်နိုင်ခဲ့ပါဘူးဗျာခွဲစိတ်မှုမစခင်လေးမှပဲအသက်ပါသွားတယ် Sorry ဒေါက်တာတကယ်စိတ်မကောင်းပါဘူးသူကတော့အယုတ်ကျိုးပြက်ကိုဖြစ်သွားပါတယ်ဒါဘယ်လိုလားလဲမင်းညာဖုန်းခေါ်ပေမဲ့မဘက်ကမကိုက်နာမို့မသူ့ကိုစိတ်ဆိုးနေပြီမှန်းနေတိချသွားရတယ်ဖြစ်ခဲ့တဲ့ကိစ္စကသူ့လွန်ကြီးပဲမို့မစိတ်ဆိုးလဲစိတ်ဆိုးချင်စရာသူ့ဘက်ကပဲစပြီးပြစ်ထားတာမို့ပဲမများသူ့ကိုအခုချိန်ဆိုရင်နာကြီးနေမလားပေါ့မနှမ်းမှာပဲမအလုပ်မသွားရသေးခင်သူရအောင်သွားလိုက်မယ်ဆိုပြီးတွေးလိုက်တာအခုတော့ဒီနေ့တစ်နေ့လုံးသူ့လဲမအားညနေဆောင်မကုမ္ပဏီကနေအိမ်ပြန်မရောက်ခင်မထက်အရင်သူ့ဦးအောင်ကြိုရောက်လာခြင်းပါကျွန်တော်မကိုတောင်းမှန်ချင်လို့လာပြီးတော့ကြိုးဆောင်နေရပါဒါနဲ့အငယ်ရောရင်ဖုန်းကြိုဆက်တဲ့နေရဲ့ခမတားဖားနှစ်ယောက်ခရီးလွန်နေကြတယ်ကိုမင်းကလည်းနေသားလန်ကနေအခုထိပြန်မလာသေးဘူးတမီးရိတ်ချိုကလည်းမနေ့စောစောကပဲနယူးဇီလန်ထွက်သွားပြီအဲ့ဒါနေမသိဘူးထင်တယ်ဗျာဟုတ်တယ်အန်တီရိတ်မိပါတယ်ဒီရက်တွေအတွင်းတားတို့လူငယ်ချင်းအစ်စ်မပြေကြဘူးဆိုတာနေအန်တီကလေ
တောက်အန်တီသားရင်တယောက်လိုချစ်တာပါဒါပေမဲ့သမီးရိတ်ချူလေးငိုနေရမြင်ရတော့မိခင်ဖြစ်တဲ့အန်တီရင်ထဲမှာတကယ်မကောင်းဘူးသမီးရိတ်ချူကဖွင့်မပြောပေမဲ့အကြောင်းအရာတားပဲဆိုတာအန်တီသိတယ်ကျွန်တော်တောင်းပန်ပါတယ်ဗျာနေတားရဲ့ရင်ထဲကနှလုံးသားထဲမှာသမီးရိတ်ချူအတွက်နေရာတစ်ခုရဖို့မရှိဘူးဆိုရင်အန်တီကိုပုပ်ပွင့်လင်းလင်းပြောပါကိုမင်းတို့တငယ်ချင်းတွေရဲ့ဂတိစကားကြောင့်မို့နေစိတ်ရိုင်တာဆိုပြီးအန်တီနားလေပေးမယ်အဲ့လိုဆိုရင်နေမဟုတ်တဲ့တခြားတယောက်ကိုတားသမက်အဖြစ်မြင်လို့ရပြီမရဘူး sorry အန်တီကျွန်တော်စိတ်လောသွားလို့မရဲ့မာမီကမကိုတခြားတယောက်နဲ့ပေးစားမယ်လို့ပြောနေတဲ့သဘောမို့သူ့ရဲ့ဒေါသကိုမထိန်ချုပ်နိုင်တော့ပဲအော်တန်အဖြစ်အကြီးတန်းစေခဲ့တာကျွန်တော်ရိုင်းပြမေတောင်းမှပါတယ်ဒါပေမဲ့ကျွန်တော်လွယ်ပြီးတော့တခြားတယောက်ကိုမနဲ့တွဲမပြောပါနဲ့ဗျာကျွန်တော်မရဲ့လူပါမကျွန်တော်ရဲ့ပိုင်ကျွန်တော်ရဲ့ရှင်းတန်ခြင်းနှလုံးသားပါမမရှိရဲ့အရက်မှာကျွန်တော်မရှင်းတန်နိုင်ဘူးမကိုကျွန်တော်လွယ်ပြီးတော့ဘယ်သူမှမပိုင်ဆိုင်ရဘူးအတ္တကြီးရဲ့ဆိုရင်တော့အန်တီရဲ့သမီးကိုချစ်လွန်းလို့ဖြစ်ပေါ်လာတဲ့အတ္တမလို့ကျွန်တော်နားလည်ပေးပါဗျာကျွန်တော်အချစ်သူရဲ့ကောင်လုံနေရမဟုတ်ပေမဲ့မမရှိရင်ကျွန်တော်သိမှာဗျကျွန်တော်တော့ခွင့်ပြုပါအောင်ရောက်ခမလောင်းဆိုရင်တောင်ခယူးဆိုင်မှာမဟုတ်ပါမကိုမွေးထုတ်ပေးထားလို့ကျေးဇူးတော်တင်ပါရဲ့ဒါပေမဲ့မကိုတခြားတယောက်နဲ့ပေးစားမယ်ဆိုတဲ့အတွေးကိုအန်တီတွေးယူနေတဲ့အန်တီကိုမျက်စိစပင်မွေစူးသွားပြီမို့စကလုံးနေရတော့မအေးဖြစ်တဲ့ငါတော့ကြွေးပါတယ်ဟဲ့ရေးချူကြီးမမီးရဲ့သမီးကန်ကောင်းပါတယ်ကွယ်ဒီလောက်လေးသွေးတိုးစမ်းတာတော့မှငကားမျက်စောင်းနဲ့အကြည့်ခံရတယ်လို့မျိုးဒေါ်နင်းစီမိမှာပြကြမတက်မင်းနဲ့ငါသမီးကိုသဘောမတူတော့ဘူးလို့သာဖွင့်ဖွင့်ကြီးပြောလိုက်ရင်ဒေါ်နင်းစီမေတို့အသက်ပါအန်တီရှိမလားမသိပါဟယ်လိုမင်းမတူလဲဘယ်ရောက်ကောင်လဲသူနားမလဲတဲ့ဘာသာစကားနဲ့ပြောနေတာမို့ဗင်တယောက်ခေါင်းကုတ်နေရပြီတစ်ဖက်ကထူးလာတဲ့အတန်ကမရဲ့အတန်မဟုတ်တာမို့နေစိတ်ပူသွားရပြီစိတ်လောပြီးမှပြောချင်ရပြောပြီးတော့မှမသွားနေတဲ့နိုင်ငံကိုတတိယလိုက်က Who are you This is not the phone of စီးစာရေးချူ Where is she ဒီအာရှသားစိတ်ကြီးလာကြည်လားလို့ဝင်းရဲ့စိတ်ထဲကနေပြောလိုက်တယ် Too much question What I answer yet Where is my lover စီးစာရေးချူ Oh She is not now my near Hey who are you You say that funny This is not joke and I want to see my love Please tell where is she Okay ဖုန်းထဲကလူကသူ့ကိုတခုခုပြောဖို့ပြည့်နေတော့မှဖုန်းထဲကနေထက်ချလိုက်ရတဲ့အတန်လေးကတော့ Vin Who calls me Must be your boyfriend Down phone Really Yes really ဒီမှာဖုန်းချဖို့ပြောပေမဲ့ Vin ကအခုထိဖုန်းမချသေးတာမို့ Vin I say down phone right now Sorry boy မသူ့ဖုန်းကိုမကင်ချင်လို့ Vin ဆိုတဲ့သူကိုချခိုင်းနေတာပဲမကတခြားယောက်ျားတယောက်နဲ့ရှိနေတယ်ဆိုတဲ့အတိကသူ့ကိုစိတ်ဆိုးနေလို့ပြောတယ်ဆိုတဲ့အတိထက်များစွာသူ့ရင်ကိုပူလောင်စေတယ်ငါဒီလိုအဖြစ်မခံဘူးလောလောလတ်လတ်ဖြစ်သွားတဲ့ကိစ္စကိုဘယ်သူမှမယုံနိုင်သေးပါတန်တရားရှိသူကပျောက်နေတယ်လို့အဲ့ဒီသူရဲ့နာမည်ကြောင့်ဘာလို့အခုလိုလုပ်ခဲ့လဲဆိုတာမှန်းစရာတော့မလို့ Cherry မင်းထင်မင်းကဦးမင်းထင်ရဲ့တမိပဲငါလုံးဝခွင့်မလို့ဘူးမင်းကိုရောမင်းဖေကိုရောနေ့လေကောင်မှသွေးတွေလွှမ်းခဲ့တဲ့အိမ်ကြီးမို့အိမ်မှာရဲသား2ယောက်လည်းခုနကမှပြန်သွားတယ်လို့သူဟာလေဦးမင်းထင်တို့တာဖာ2ယောက်ကိုသူ့လက်နဲ့ရဲရဲဆက်ဆက်ပြန်တက်ချင်နေပြီည10နာရီထိုးနေပေမဲ့နည်းနည်းလေးမှအိမ်မကိုက်ပဲတင်းငယ်အတွက်သာတွေးပြီးသူ့နှလုံးသားနာကျင်နေရတယ်ဦးတောင်းမမာတဲ့တင်းငယ်ဦးချောင်းတင်းငယ်ဟာသူတို့ရဲ့တောက်ခေါက်ပြင်းသာတောက်ခေါက်ရင်မျက်လုံးထဲမှာမြင်ရောင်လာတဲ့ဦးမင်းထင်ရဲ့မျက်နှာကိုဓာတ်နဲ့မှုန်းပစ်ချင်တယ်လို့နေ့လေကောင်မှဓာတ်ပုံထဲမှာမြင်ဖူးလိုက်တဲ့မိန်းကလေးကိုပါအခဲမကြေဖြစ်နေတာပါဦးမင်းထင်ထောင်ထဲဝင်တာလာဝက်ပင်မကျိုးသေးပဲသူ့စီကိုပထမဆုံးအန်တရပြုတ်လာတာကတကယ်ကိုပေါ်ဆလို့မရအိပ်ပျော်နေတဲ့တင်းငယ်ရဲ့မျက်နှာလေးကိုကြည့်ပြီးနေ့လေကသူ့နေရာမှာတင်းငယ်သားဆိုရင်တော့သူရင်ကျိုးလို့တိတ်မှာပဲငိုထားလုံးလို့မိုးအိပ်နေတဲ့မျက်ခွန်လေးတွေကညအိပ်မီအပြာရောင်ရဲ့အောက်မှာပေါက်ထွက်လူမတက်တင်းနေတာတေဆုံးထားတဲ့သူတွေစိတ်မကောင်းတယ်လို့သူမမျက်စိရှိမှသွေးတန်ရဲရဲတွေကိုမြင်ခဲ့ရတာမို့ကိုလေးလက်ဝင်ရှိနေတဲ့တင်းငယ်လေးသွေးလန့်သွားတဲ့ပုံပဲအင်းနဲ့ထားငုံနေရမို့အိပ်ပျော်နေတဲ့ကိုလေးကိုရင်ခွင်နဲ့ဆွဲပွေလိုက်ကတင်းငယ်ဘာမှမပူနဲ့တော့ဥရှိရယ်ဘာမှမပူနဲ့နော်လိမ့်မာရဲပြက်အိတ်ဖထားရင်မှာကြောကုန်းလေးကိုပပလေးပုတ်တက်ပြီးတော့ငြိမ်ပြီးပြန်အိပ်ပျော်သွားတဲ့တင်းငယ်အားနှစ်ဖူးပေါ်ကျနေတဲ့သပင်လေးတွေကိုတက်တင်ပေးလိုက်တယ်တင်းငယ်ကိုဦးရဲ့မျက်စိကွယ်ရမှာထားလို့မဖြစ်တော့ပပပေါင်းလေးကိုနှာခေါင်းနဲ့ဝင်သွားအောင်လို့တစ်ချက်နှမ်းလိုက်ခါသူ့ရဲ့လက်မောင်းပေါ်တင်းငယ်ခေါင်းအောင်စေပြီးဘိုင်းနေရာကပူနေတဲ့တင်းငယ်အားရင်ဝင်နဲ့ဆွဲသွင်းကတင်းနေအောင်ဖတ်ထားပြီးမှအိတ်လိုက်တယ်ရင်ခွင်ထဲကမပိုက်လေးကတော့တရှူရှူအိမ်မောကြလို့ည12နာရီထိုးရတော့မှအိမ်မပြောသေးတဲ့သူကတော့ခေါင်းထဲမှာစိတ်ရှုပ်ဖွယ်အတွေးတွေအတွက်သာအချိန်သုံးနေဖြစ်တယ်။သူလုံးဝတတိမထားခဲ့မိ။သူ့ရဲ့တဲငယ်ကိုထိခိုက်စေခြင်းနဲ့သူကအိမ်ထဲရောက်နေတာ။ရက်ပိုင်းတော့ခေါ်ရတဲ့အလုပ်သမားမိန်းကလေးကိုသူတခဏတော့လှည့်ကြည့်ဖြစ်ခဲ့ပေမဲ့ဘာဆိုဘာမှမပြောခဲ့ပဲ
သူ့ရဲ့အလုပ်တွေစီတာအချိန်ပေးနေဖြစ်ခဲ့ခြင်းကတင်းငယ်တွေအသက်အန္တရာယ်ဖြစ်စေခဲ့ခြင်းဖြစ်သွားတော့မို့သူ့လှုပ်သွားဖို့အတွက်မတွေးနိုင်တော့ပါရဲအုပ်ပြတဲ့ပုံကိုသာအကြာကြီးစိုက်ကြည့်မိခဲ့တာကသူ့ပေါ်လျော့လို့သာအခုလိုဖြစ်သွားတာပေါ့ဦးမင်းထင်ရဲ့စကားကိုသူ့အလေးနဲ့မတွေးလိုက်တာချယ်ရီမင်းထင်မင်းကိုပါမင်းဖေနဲ့ဘဝတူဖြစ်အောင်ငါလုပ်ပေးမယ်မင်းတို့ကမဟာဘရင်ရဲ့ຫນွေဦးငယ်ကိုထိရဲတယ်ပေါ့အိပ်ပျော်နေတဲ့တင်းငယ်လေးအားသူတစ်ချက်နမ်းလိုက်ပြီးသူကိုယ်တိုင်လည်းအိပ်ပျော်အောင်ကြိုးစားရတော့ပြီအိုးတခင်မလေးရဲ့ဒီပေါ်တက်လာပြန်ပြီလားသူမအခုဆိုရင်အောက်ထက်ကသူမအရင်နေခဲ့တဲ့အခန်းမှာပဲဦးနဲ့အတူနေရကသူမလေကားနာရက်နေမိရင်တောင်မှဦးကမကြိုက်တော့ပါလေကာတစ်တွေကိုပေါ့ပေါ့ပပလေးခွာတက်လွန်းလို့ဆိုပြီးသူမကိုအပေါ်ထက်မတက်ရအမိန်ထုတ်ထားတာပါအိမ်ကအလုပ်သမားတွေကိုတော့မင်းတို့တခင်မလေးလုံးဝလေကာတစ်ပေါ်မတက်ပါစေနဲ့အဲ့လိုဆိုပြီးတင်းတင်းကြပ်ကြပ်ကိုကြည့်ခိုင်းထားတာအခုကအမဟေတာဦးကြံခဲ့ရဲဆိုတဲ့ဖိုင်ကိုလာယူရမို့ဦးရဲ့စာကြည့်ခံတဲ့သူမဖိုင်လာရှာပေးခြင်းအတော်မတော်ကဖျားပန်းလဲဖို့အတွက်ပန်းဦးတွေတဲနေတဲ့အသေးရောက်လာတဲ့အလုပ်သမားအမနဲ့တွေ့ပြီးတိုင်းမိမလို့ဖြစ်ခဲ့သေးတယ်အခုလေဖိုင်ယူပြီးပြန်စင်းတော့မှရှိသေးမမအေးအေးနဲ့တွေ့တာမို့မတက်လာလို့မဖြစ်လို့မမရဲ့တခင်မလေးရဲ့တခင်လေးသာတင်စူတော့မှာပဲအေးအေးကိုပြောပါလားအေးအေးယူပေးမှာပေါ့မမအေးအေးကလည်းဒီတစ်ခါလေးပဲဟောဦးကြောင့်လေတည့်ရတာနဲ့အိုးရင်တော့ကလေးကမမအေးအဲ့ဒီအခန်းထဲတွေဝင်ဘူးလို့လားဟုတ်တော့ဟုတ်တာအေးအေးဒီအိမ်မှာအလုပ်လုပ်နေတာ၄နှစ်ပင်ကြော်လာပြီတခင်လေးရဲ့အိတ်ခန်းထဲကိုတခါမှမဝင်ဖူးတယ်လို့အဲ့ဒီစာကြီးခန်းထဲဆိုရင်ပို့လို့ပင်စိုးတယ်ဖုန်တစ်ချက်တောင်ဝင်မတုတ်ခဲ့ရဘူးတခင်မလေးသာနာမည်ဆိုးတက်ခင်ရပြီးဝင်ခိုင်းခဲ့တာပါအဲ့တုန်းကလေးကသူမတို့ရဲ့အရှင်တခင်လေးကတခင်မကြီးခေါ်လာတဲ့မိန်းကလေးကိုငါတယောက်တည်းရဲ့အစီခံဆိုတဲ့နာမည်တက်ကသူမတို့တောင်မလုပ်ဘူးတဲ့အလုပ်တွေကိုခိုင်းခဲ့တာအရင်ကနှိမ့်ဆက်ခြင်းပြီလို့သာပေါ့အခုတော့လေတဲတဲလှုပ်နေတာဒါတော့မချစ်ဘူးလို့ပြောပြီးဘလောက်ထိတောင်တခင်မလေးပေါ်အနိုင်ယူခဲ့လေဆိုတာမသိပါအရင်ကတခင်လေးမဟုတ်ရဲ့လားလို့မနှဲကိုအတီးပြရတဲ့အထိပဲမဟာຫນွေဦးပေါ်ရိုင်းပြစွာပြောဆိုဆက်ဆံခဲ့တာတွေကလူရှိမရှောင်တာမို့တခါတလေထက်ပိုစွာအေးအေးတို့ချွေချာတို့အရှိတာမကကြီးမြင့်တို့အရှိမှာပါကြက်တည်ရုပ်တယ်ကပ်ပါကောင်လို့ပြောဆိုတာမျိုးတွေကိုဘေးကနားထောင်နေရတဲ့သူတွေတောင်မှနားနဲ့မဆက်အောင်ကြားခဲ့ရတာတခင်မလေးဖြစ်လာတဲ့ຫນွေဦးလေးကိုသူမတို့တနာခဲ့ကြတယ်လို့တခင်လေးဦးမဟာဘရင်ကိုပါမျက်မုံကျူရတဲ့အထိအမြင်ကပ်ဖြစ်ခဲ့တယ်ဒါတော့လည်းဟုတ်တာပဲဒါပေမဲ့လေတခင်မလေးရဲ့အေးအေးတို့ကလည်းစိတ်ပူရတယ်ရှင်တခင်လေးမဟာဘရင်ပြောတာမှန်တာကိုဝင်သေးဆိုတာလှေကားအတက်စင်တွေရှောင်တင်နေတစ်ထစ်နှစ်ထစ်လည်းမဟုတ်ပဲနဲ့အထစ်20ကျော်30တောင်မှစိတ်မပူပဲနေလို့မရတာပါတခင်မလေးရဲ့ဖြစ်နိုင်ရင်လေဒီလေကတစ်တွေပေါ်မတက်ပါနဲ့အေးအေးကလက်ထဲမှာခေါင်းအစွန်းနဲ့အရာကင်တွေကင်ကမျက်နှာလေးရှုံ့မဲ့နေပြီးຫນွေဦးနဲ့ပူလာတဲ့ဘိုက်ကိုကြည့်ကြည့်ပြီးမှပြောနေတယ်တကယ်တော့သူမအိမ်ပေါ်ထက်ကိုတက်လာရခြင်းကကြည်မြင့်တို့နဲ့ရွာကိုလိုက်သွားတဲ့တခင်မကြီးကသူ့အိမ်ခန်းထဲကအရာကင်တွေကိုရှော့ထားပေးဖို့ဖုန်းဆက်လာတာမို့ပါအေးအေးတခင်မကြီးတော်ထိတ်ထားအခန်းထဲကရှော့စရာတွေတင်လာပြီးပြန်ထွက်လာခြင်းပဲအခုတော့လေကားထိတ်မှာသူမတို့တခင်မလေးမပိုက်နဲ့တူးတာမို့ဒေါသထွက်နေတဲ့တခင်လေးရဲ့မျက်နှာထားကိုပါမပိုက်ရဲ့ပုံရိပ်နဲ့အတူမြင်လာရကမျက်စံတွေတောင်ကျွတ်ထွက်ကျန်သွားတယ်ဟုတ်ပါပြီမမအေးအေးရဲ့နှွေးဦးနားထောင်ပါမယ်အခုတော့အောက်ထပ်မှာဦးရဲ့အတွင်းရမှုမမဟိတာစောင့်နေတယ်သူ့စီကိုအရင်သွားရအောင်မယ်အလုံးနဲ့လူကိုစောင့်ခိုင်းထားတာအားနာလို့ကောင်းပါပြီရှင်ဒါဆိုရင်အေးအေးအရင်ဆင်းနေမယ်တခင်မလေးဂရုစိုက်ပြီးတော့ဆင်းလာခဲ့နော်အရှိကအရင်ဆင်းမှုပြင်တဲ့အေးအေးကခြေတော့ဝက်ကိုတက်နှင်းပြီးကမှအားကနေလေကားထိတ်မှာပဲခြေချော်သွားတာမို့လေကထက်များစွာမှာအေးအေးနှစ်ဖူးနဲ့အရှိန်ပြင်းပြင်းမိတ်ဆက်သွားရတယ်လို့အရှိန်နဲ့ပြုတ်ကြတာမို့ပြောင်လက်နေတဲ့ကြွေပြားခင်းသားတွေကျန်းပြင်းအရောက်ဦးကောင်းကပါအရှိန်နဲ့ပါကျန်းပြင်းနဲ့ရိုက်မိသွားတာပါအေးအေးဦးကောင်းနောက်ဘက်ကသွေးတွေမြင်မကောင်းလောက်အောင်စိမ့်ထွက်ပြီးခဏတွင်းမှာပဲအဲ့ဒီနေရာမှာသွေးတွေအိုင်သွားခဲ့တယ်ຫນွေဦးသူမမျက်စိရှိမှဖြစ်ပျက်သွားတဲ့အဖြစ်ပြက်ကမြန်ဆန်လွန်းတာမို့ຫນွေဦးလေကားထိတ်မှာပဲကြောင်ပြီးရက်နေမိကခုနကတည်းကပြုတ်ကျသွားတဲ့မမအေးအေးရဲ့ခန္ဓာကိုယ်နဲ့ရှေ့စစ်နောက်ဆင်းဆိုသလိုသူမလက်ထဲကဖိုင်လေးကလည်းလွတ်ကျပြီးလေကတစ်တွေပေါ်ခုံပေါက်တက်ဆင်းသွားသေးတယ်။အိမ်မှာရှိတဲ့လူအကုန်လုံးဟိုအင်ဖော်မစီမှာစိတ်ရောက်နေတော့ပဲအချိန်နေမဟန်တော့ဘူးဆိုတာချယ်ရီမင်းထင်သိလိုက်ပြီးတောက်တစ်ချက်ခက်ပြင်းပြင်းခောက်ကဘယ်သူမှထက်ရောက်မလာခင်အိမ်ကထွက်ပြေးခဲ့တယ်။အိမ်ပြင်မရောက်ခင်ကျုံဝါလိုက်တာကတော့ငါပြန်လာခဲ့မယ်နှွေးဦးလေနင်ရောနင့်လင်ဟိုးအကောင်မဟာဘရင်ကိုရောငါလွတ်မပေးဘူးစောင့်ကြည့်နေနင့်လင်ကြောင့်မို့ငါသိချရတဲ့ငါရဲ့ဒက်ဒီထောင်ချရတာစောင့်နေစမ်းနင်သိနေစိတ်တော့မယ်ဘာမှပြစ်မရှိတဲ့ဘိုက်ကြီးထိတ်ကိုပင်မလိုမုံထားကပျက်စီးဖို့ကြံနေတဲ့ချယ်ရီမင်းထင်ကတိတ်ကိုကြောက်စရာကောင်းနေတာဒေါသကိုသာရှေ့တန်းတင်ပြီးသူမဖေရဲ့အမားတွေမိုက်ပြစ်တွေကိုတော့မြင်အောင်မကြည့်ပဲမဟာကြောင့်သာထောင်ချရတယ်လို့တသက်မထဲတွေးကမရွေးချယ်တဲ့လမ်းကိုရွေးချယ်ပြီးမမားတင်တာတွေမှားနေပါပြီမနေ့စောစောကြီးဖုန်းဝင်လာတာမို့ဟယ်လိုဖုန်းလာတာမို့အသားလေးကောက်ကင်လိုက်ပေမဲ့ကိုဝင်ကြောင်အိမ်မက်လာတဲ့သူ့ရဲ့တဲငယ်လေးနိုးသားမှာဆိုကဖုန်းယူရင်းနဲ့အခန်းပြင်ထွက်လာခဲ့တာပါဟုတ်ကဲ့ပူရဲလို့များပြောမလားကျွန်တော်ကျင်းနေမှုတော့တကယ်မရှိဘူးအဲ့ဒီအင်ဂျင်စီကလူကိုပြင်းပြင်းထန်ထန်လေးဖိအားပေးပါသူ့ရဲ့ပေါ်ရောက်မှုအပေါ်တာဝန်ယူတတ်အောင်လို့
လက်စားချိတ်ဖို့တနည်းမဟုတ်တနည်းနဲ့ဝင်လာမှသိချပေမဲ့ Cherry Minton ကိုအိမ်ဖော်တယောက်ဖြစ် agency ကခေါ်လာတာမို့အဲ့ဒီဘက်ကိုလည်းမဟာလစ်လူမရှိနိုင်ပါခေါ်လာပြီးတဲ့သူကပါစစ်ဆေးရုံတင်မဟုတ်ပဲတန်တိုင်နောက်မှာပါနေစီချင်းသေးတာရဲအုပ်နဲ့အေးအေးတည်တဲ့အကြောင်းကိုဖုန်းပြောခဲ့ကြပြီးတရားခံကိုရှာဖို့အတွက်ပါပြောခဲ့ကြတာမို့ဖုန်းပြောတာက15မိနစ်ပဲမကတော့အေးအေးတည်သွားတာစိတ်မကောင်းပေမဲ့သူမတိတ်ဆုံးခြင်းအတွက်တရားမျှတမှုရှိအောင်တော့မဟာလိုက်ပြီးမှာပါအေးအေးကိုမိခိုနေရတဲ့သူမမိသားစုအတွက်လည်းဝမ်းစာရေးအတွက်အသက်ဆက်ဖို့ကိုစီးပွားရေးလုပ်ကင်ဖို့အတွက်လုံလောက်တဲ့ငွေပမာဏထပ်ပြီးပို့ပြီးပေးဖို့သူတွေးထားပြီးသားမနေ့ကအေးအေးသာအရင်မစင်းခဲ့ရင်တော့အခုဆိုရင်မဟာဘာမှစက်မတွေးနိုင်တော့ပါတပြင်းရှိကြီးသာချပြီးနှစ်ဖူးပေါ်ကျနေတဲ့သမင်ခွေခွေတွေကိုတက်တင်လိုက်တယ်ဒါမှမဟုတ်လေဖိုင်ကြံခဲ့တဲ့သူ့ကိုသူသာအပြစ်တရားမလားလို့တွေးလိုက်တယ်သူသာမကြံခဲ့ရင်တဲငယ်အပေါ်ထက်တက်ယူပေးမှာမဟုတ်တယ်လို့ Cherry Minton လည်းလောက်ကြံဖို့အခွင့်အရေးရမှာမဟုတ်ပါအဲ့လိုဆိုရင်အေးအေးလည်းအသက်ပေးရမယ်မထင်အိမ်အောင်ထက်ကိုမျက်စိတစုံဝေးကြည့်ကအခန်းထဲကိုပြန်ဝင်လာတော့ဟမ်တဲငယ်သူထလာတော့ကအရာပေါ်မှာနှိမ့်နှိမ့်ချက်ချက်အိပ်ပျော်နေတဲ့တဲငယ်ကိုအခုမမြင်တာမို့အတန်ကြဲကြဲနဲ့ခေါ်ပြီးလိုက်ရှာမိတယ်အခုနေတဲ့အိတ်ခန်းကသူ့အခန်းလောက်တော့မကျဲပေမဲ့အကျဲကြီးပဲမို့သူ့ခေါင်းလှည့်ပက်ပြီးရှာနေပြီးမှကျလောင်းဆိုတဲ့အတန်တစ်ခုနဲ့တူဦးတဲငယ်မဟာဟမ်ဆောင်နိုင်လောက်အောင်နှွေဦးကိုပြေးဖက်လိုက်ကရေစုံနေစေသူမမျက်နှာပြင်အနက်တရှုံရှုံနဲ့နမ်းလိုက်တယ်ဦးဘာဖြစ်တာများလဲသူမနားမလဲတာမို့ဦးရဲ့အပြုတ်မှုအတွက်မေးချင်ပေမဲ့သူမကိုဇက်ထိုင်နန်းနေတဲ့လူကြီးကြောင့်ပဲဦးခဏလေးငြိမ်ပြီးပါကွာသူမလည်းဘာစကားမှဆက်မဆိုမိဦးပြောတဲ့အတိုင်းသာနှွေးထွေးနေတဲ့ဦးရဲ့ရင်ခွင်ကျဲကြီးရဲ့ခိုးဝင်ကငြိမ်ငြိမ်လေးရက်နေတယ်ဘာလို့ဦးကိုထားသွားလဲဗျာညာနင်းနေကြကြကြီးအိပ်ပျော်သွားရတယ်ဆိုပေမဲ့မအိတ်ခင်အထီးကမမအေးအေးမျက်နှာကိုပဲမြင်အောင်ကတနာလုံးလို့သူမတွေးပြီးငိုနေတာမပြီးတော့ပါဒီနေ့မနေ့လည်းအိယာထားတော့နိုးချင်းပဲမမအေးအေးကိစ္စကခေါင်းထဲနေရအပြည့်ယူလာကငိုချင်လာတာမို့သူမရေချိုးခန်းနဲ့အမြန်ဝင်လာခဲ့တယ်ဦးရှိမှာကလေးတယောက်လိုမျိုးမျက်ရည်ကျခွင့်ရှိပေမဲ့ဦးရှိမှာသူမမျက်ရည်မကျချင်ဝမ်းနဲ့လုံးဆိုပေမဲ့သူမငိုရင်ငိုတာမြင်နေရတဲ့ဦးလည်းနာကျင်ရတယ်မဟုတ်ပါလားဦးရဲ့ခေါင်းထဲမှာကိစ္စတွေအများကြီးကနေရာယူထားမှသေးချတာမို့သူမငိုတဲ့အတွက်ကြောင့်ဦးကိုအလုံးမများစေချင်ဦးနေဦးကဦးကိုထားမသွားပါဘူးအဲ့ရနို့လို့မျက်နှာသွားသိုံပဲဦးကိုအတိမပေးဘဲနဲ့မသွားပါနဲ့တင်းငယ်တိလားခုနဦးဘလောက်ထိစိတ်ပူတော့ဟာလဲဆိုတာသူမအကဲပိုတယ်လို့မသက်မှတ်ရပါဘာလို့လဲဆိုတော့ဦးသူမကိုဘလောက်ထိချစ်လဲဆိုတာအချစ်ခံနေရတဲ့သူမအတိဆုံးမို့ပဲနေဦးတိပြီမို့လို့ဦးစိတ်အေးအေးထောင်းနော်ဦးမျက်နှာတပြောရိတ်ချိုးတော့လေအလုပ်တော်ရောက်မယ်မဟုတ်လားနေဦးကဒီချိန်မှာတင်းငယ်ကိုတယောက်တည်းထားသွားနိုင်ပါတယ်လားသူမစကားမဆုံးခင်မှာဖြတ်ဝင်လာတဲ့ဦးရဲ့စကားလုံးတွေကြောင့်အလုပ်သားဖို့အဝတ်ရွေးပေးမယ်ဆိုတဲ့စကားကိုရောမနှက်စာသွားပြင်ပေးမယ်ဆိုတဲ့စကားကိုရောပြောခွင့်မရလိုက်သူကြောင့်သာတင်းငယ်ကိုမလူမုန်းတီးတဲ့သူတွေရှိလာကအိမ်ထဲထိပင်ဝင်လာတော့ကိုပဲသူ့ရဲ့အလေးမထားမှုကြောင့်တရက်ခန့်ကကိုနဲ့အိမ်ထဲမှာလက်ချိုးရည်လိုရတဲ့ရက်အရေးအတွက်အတူရှိခဲ့တာတော့မှသူ့မှာတရက်ခန့်ရဲ့မျက်နှာကိုတေချာမကြည့်ဘူးတော့မို့တပ်ပုံကိုသာကြည့်ပြီးတောက်တွေခေါင်းရတာအကျဉ်းချင်းအလုံးမသွားတော့ဘူးအလုပ်တွေလွှဲထားလိုက်မယ်နေကအဆင်ပြေပါတယ်ဦးရဲ့ဦးအလုပ်သွားလဲတောင်းလို့ရပါတယ်တင်းငယ်အဆင်ပြေပေမဲ့ဦးကအဆင်မပြေဘူးတင်းငယ်ကိုမျက်စိအောက်ကနေအပြောက်မခံနိုင်တော့ဘူးဟိုအထွတ်မတက်နဲ့တင်းငယ်မဟုတ်ရင်အမိရဲ့ယောက်ျားအခန်းထဲကနေအခန်းပြင်တစ်ခါထွက်ခိုင်းမှုတော့မှနှစ်ကြိမ်ပြန်မစင်စားပဲဒီခန်းထဲမှာကြည့်အမိကိုနေခိုင်းမှာနော်ဦးအဲ့ဒါဦးကိုနားလေပြပါကွာအဲ့ဒါကြောင့်တင်းငယ်ကဦးရဲ့မျက်စိရှိမှပဲနေပေးပါနော်ဟုတ်ကဲ့ပါဦးကပြောရင်ပြောတဲ့အတိုင်းလုပ်မယ်ဆိုတာတန်တရားသေးသေးလေးတောင်မရှိတာမို့သူမခေါင်းသာငိမ့်ပြလိုက်တယ်မဟာချန်တဲ့စင်းချိန်မှသာຫນွေဦးလဲချန်တဲ့ကိုဆင်းရမယ်ဆိုတာမျိုးဒါမှမဟုတ်လေຫນွေဦးချန်တဲ့စင်းချိန်ရင်တောင်မှသူမပါလို့မဆင်းရတာမျိုးဦးမျက်နှာမတက်ရသေးဘူးမို့လားရေပါချိုးလိုက်လေလမ်းတော့တာပေါ့ຫນွေဦးအင်ကြီးရွေးပြီးတော့အခန်းထဲမှာစောင့်နေမယ်သူမမနှက်စာသွားပြင်ပေးမယ်လို့ပြောရင်စိတ်မချဘူးဆိုတာကပြောလာနိုင်တာမို့သူမဒီခန်းထဲကထွက်ဖို့ဦးကိုသာစောင့်ရမှာတင်းငယ်ရောဦးပြီးမှပဲချိုးမယ်လေအတူတူချိုးမယ်လေကွာဟုတ်မဟုတ်ဘူးလေခေါင်းငိမ်ပြီးမှခေါင်းတွေစွတ်ခါနေတဲ့တင်းငယ်ပုံလေးကဘိုက်ပူပူလေးနဲ့မှချစ်စပွဲအတိပါလင်မယားတွေပဲကွာရေတူတူချိုးလို့ရပါတယ်မချိုးပါဘူးစိတ်ပူနေရသိပေမဲ့ဒါတော့မရဘူးနော်ဦးကကိုယ့်ဘာသာကိုချိုးຫນွေဦးလည်းတယောက်တည်းရေချိုးမှာခေါင်းခံကလက်ညှိုးလေးထောင်ထောင်လောက်ရင်ရေတူချိုးဖို့ကိုနင်းနေတဲ့မပိုက်အားမဟာဘရင်တွဲပွေချိလိုက်တာကြောင့်နည်းနည်းလေးလာတယ်ဟာဦးဘာလို့တာလဲຫນွေဦးကိုအောက်ပြန်ချပြီနော်မရဘူးရေတူတူချိုးမယ်သူ့ရဲ့လက်ပင်ကိုတိုင်းဖက်ထားရင်းကလက်တစ်ဖက်လွတ်ကပခုံးကိုလှမ်းထူတဲ့လက်သီးစုပ်လေးကတော့အာမပါလာပါ။ဦးပြန်ချပေးလို့သူမကလေးတယောက်လိုနှကန်းစုကြီးကြနေပေမဲ့လေလောက်ပါကွာ။ဦးသိန်းငယ်နဲ့ရေတူချိုးချင်လို့ပါ။မဖြစ်ဘူးလေဦးရဲ့။ဦးမယုံလို့လားကွာ။စိတ်ချဦးသိန်းငယ်ရဲ့ကြော်ကိုကြီးပဲတွန်းပေးမှာကျန်တာဘာမှမလုပ်ဘူး။ရှင်ကြီးကဘာလို့ချင်သေးလို့လဲဦးမဟာဘရင်။ဒီချိန်ညစ်ကြဲပြုံးလိုက်တဲ့မဟာရဲ့အပြုံးကြီးကတော့ကြောချမ်းစရာ
မေးတာမေးလိုက်တာအချက်ကင်းမဲ့ဆုံးကိုအပိုင်စားနေတဲ့ဘရင်လိုဒီလူကြီးပြန်ပြေးမှာကိုတော့ကြောက်တာပဲအစင်ထက်တိုးရရင်တော့ရေချိုးခန်းနေရန်မှာတင်းငယ်ကြောပြင်ကိုကက်ယုံမယ်ဖုတ်တော့အတူချိုးဖို့လက်ခံလို့မဖြစ်ဘူးတော်ပါနေဦးကိုချပေးပြီးတော့ကိုယ့်ဘာသာတယောက်ထဲတွားချိုးစမ်းမှာအချိန်တွေကြတယ်ရေချိုးကန်ထဲမှာရေစိမ်ကြမယ်လေကွာဟာမဟုတ်ဘူးခြေသားလက်နဲ့ပဲနှကန်းတစ်စုံကိုအနှမ်းခံလိုက်ရပြီသူမယုံလိုက်တာအောင်မြင်သွားတာပဲလားအောက်ကိုချပေးလိုက်တာမို့ထွက်ပြေးုံကြံုံရှိသေးလက်ကဝစ်ကိုဆွဲရင်းမှခါကနေအတင်းတွဲဖက်လိုက်တာမို့ဗိုက်ထက်ကလေးလေးကလည်းလှုပ်လာတာများလားကန်သူမဗိုက်ထက်ခံစားနေရတော့ကိုပြောဖို့ပြင်ပေမဲ့နှကန်းကိုအတင်းဆွဲနှဲနေတဲ့ဦးကြောင့်ပဲသူမမှာပါဇက်ပါအမျိုးခံနေရတဲ့အဖြစ်တေးကြတာကတော့ဗိုက်ထက်ကလေးသေးသေးလေးကသူ့ဒယ်ဒီကိုကဲတယ်ဆိုပြီးခြေထောက်နဲ့စောင့်ကန်လိုက်တဲ့ပုံပဲစီးစာဗင်းရဲ့အိမ်မှာနေလို့ရပေမဲ့သူမကမြမမင်းကလေးတက်ဦးနောက်ပြီးဗင်းကလည်းလူလူတယောက်အခုတစ်ခေါက်ကိစ္စကလည်းအချိန်ဘယ်လောက်ထိကြာမယ်မသိပေမဲ့အရွယ်ရောက်ပြီးသားယောက်ျားတစ်ယောက်ရဲ့အိမ်မှာသူမမနေသင့်မှာဗိုက်ထဲကမောင်းရဲ့ရင်သွေးလေးအတွက်အဆအဆအရာရာဆင်ချင်ရမယ်မောင်နေရတာမှန်ပေမဲ့နိုင်ငံခြားခရီးတွေသွားတော့ကတခြားယောက်ျားတစ်ယောက်အိမ်မှာအိတ်ခဲ့တယ်ဆိုတာမျိုးကိုပတ်ဝန်းကျင်ကလုံးဝစကားတွေနဲ့ရိုက်ခတ်လို့မရအောင်သူမဆင်ချင်ရပါမယ်ကြာအောင်မလားမသိပေမဲ့နယူးဇီလန်ရောက်တိုင်းတဲနေကြဟိုတယ်မှာပဲသူမတဲလိုက်တယ်မောင်ကတော့ကိုဝင်ချောင်းပြောပြဖို့စိတ်မကူးမိပါဒီကိုဝင်ကိုမောင်လိုချင်ခဲ့ရင်တောင်မှအခုမောင်မှာနောက်တစ်ယောက်ရှိနေပြီမို့ပဲအဲ့ဒီမြေကွင်းကိုပြန်မြင်လိုက်သူမစိတ်ဆိုးတယ်သူမကိုသူမစိတ်ဆိုးလိုက်တစုံတစ်ယောက်ကိုစိတ်ဆိုးလိုက်နဲ့တကယ်ကိုနေရထိုင်ရတာအဆင်မပြေပါသူ့တော်မှငါ့ကိုမေ့နိုင်တရားပဲငါဘာလို့မမေ့နိုင်ရမှာလဲတစုံတစ်ယောက်ကိုအကြီးကျယ်စိတ်ဆိုးဖို့ဆုံးဖြတ်ချက်ကိုခိုင်ခိုင်မာမာချလိုက်ကမြန်မာနိုင်ငံကသူမယူလာတဲ့အားစီးကိုပါထုတ်တောင်းလိုက်တယ်ရေခွက်ကိုပစံနာတိတ်ယုံရှိသည်တကားခောက်တန်ကြားလိုက်ရတာမို့အခန်းတကားကိုတစ်ချက်အရင်ကြည့်လိုက်ကစေးတော့တောက်ပြအောင်တောင်းလိုက်သေးတယ်သူမဒီကိုရောက်တာက3ရက်ရှိပြီတန်ရှင်းဝင်နှန်းလာနေကြအချိန်မဟုတ်ပေမဲ့ room service များလားဆိုပြီးသူမတကားတော့ဖွင့်လိုက်တော့မရဲ့နှုတ်ကအတန်ထွက်ယုံတူတူလေးယူလိုက်ပေမဲ့လွမ်းနေရတဲ့ဒီကောင်ကတော့ကြားဖြစ်အောင်တေချာကြားလိုက်တာမို့မောင်လေးသူစကားပြောဖို့ပြင်ပေမဲ့မကတကားပြန်ပိတ်ဖို့ပြင်နေတာမို့သူလက်နဲ့အတင်းတွန်းရင်စကားပြောရအောင်ပါဗျာတော်စမ်းမှာငါမှမင်းနဲ့ပြောစရာဘာမှမရှိဘူးစီးစာအတင်းပိတ်နေကတွန်းနဲ့နောက်ဆုံးအားမမျှတာမို့နေအထဲကိုအမြန်ဝင်ပြီးတကားကိုလောက်ချလိုက်တယ်မင်းအခုပြန်တော့မပြန်ငါလုံုံရေးတွေခေါ်လိုက်မှာမောင်ရှင်းပြတာနားထောင်မအောင်ကွာလွတ်စမ်းဟဲ့လှုပ်လို့ပြောနေလေမသူ့ကိုအကက်မခံပဲနောက်ဆုတ်ရွှေ့သွားတော့မို့သူအတင်းပြေးဖက်လိုက်ကရုံးနေတဲ့ခန္ဓာကိုယ်လေးအားတင်းနေအောင်ဖတ်ထားပြီးရန်တွေ့နေတဲ့နှကန်းပါကိုတော့ဒီဇိုင်းမမတ်တန်းတမှတ်မောစွာနဲ့အတင်းကိုနှမ်းဆိုင်စုပ်ယူစားသုံးမိတယ်။မောင်ရင်ခွင်ထဲမှာအတင်းယုံပြီးရင်ဘက်ကိုလက်သီးစုပ်တွေနဲ့နာကျင်အောင်ရိုက်နေပေမဲ့ရိုက်ရလွန်တဲ့သူမလက်တွေပဲနာလာရပြီးအခုထိကိုဘာမှမဖြစ်တဲ့မောင်ကအတင်းကိုနှမ်းနေစေ။စီးစာနေရဲ့လက်ကလွတ်တာနဲ့ဖြန်းကနေသူမမောင်ရဲ့ပါကိုအားကုန်တုံရိုက်ချလိုက်တယ်။ဒါကြောင့်မျက်ရည်တွေဝဲပြီးအနှင်းငယ်ခေါင်းဆောင်ရင်မှသူမကိုမယုံတယ်လို့ကြည့်နေတဲ့မောင်အားမင်းယူနေလားနေအောင်ထွန်းငါမင်းကိုမုံမိခင်မင်းဒီကနေထွက်သွားလိုက်တော့နေဝဲနေတဲ့မျက်ရည်တွေကိုခုန်ထွက်မလာအောင်ထိန်ရင်မချိတင်ကဲတစ်ချက်ပြုံးလိုက်တယ် Kiss and slap game ကစားကြတာလားမဘာဟုတ်တယ်လေမောင်ကနမ်းမယ်မားကမောင်တစ်ခါနန်းနိုင်ပါတစ်ချက်ရိုက်လीမင်းယူသွားပြီလားဟုတ်တယ်မောင်ယူနေပြီမောင်ကိုချစ်လုံးလို့ယူနေပြီမယုံရဲပါဟိုကမာလေးနဲ့ပြုံးပြော်နေတဲ့မောင်ရဲ့မျက်နှာကပြားရည်တွေလောင်ထားတာထက်ပင်ပို့ပြီးချုံမြနေတယ်လို့ပဲမဟုတ်ပါလားမင်းကအယူလာမလို့နဲ့အေးဟဲ့နန်းလိုက်ရိုက်လိုက်လုံနေရဲမှ9ချိန်မြောက်နေအတင်းနန်းလို့သူမရိုက်ဖို့လက်ရွယ်လိုက်ချိန်မှာရိုက်မောင်ကိုတိုက်တယ်လို့ရိုက်မောင်မမဘူးမောင်ရဲ့မိန်းမကိုလာပြန်ခေါ်တာနေရဲ့စကားကြောင့်နေပါနဲ့စီးစာရဲ့လက်ဝါးထိလူမဲ့ဆဲဆဲမှာစီးစာရိတ်ချိုလက်ဝါးပြန်ဟာလေထဲမှာပဲရက်တက်နေခဲ့ပါတယ်မောင်တိသွားပြီလားဒေါက်တာမများပြောလိုက်တာလားစီးစာမှာတွင်းရင်းနဲ့ခေါင်းစားရပြီးသူမရဲ့ကိစ္စကိုသူမနဲ့အဲ့ဒီဒေါက်တာကလွှဲရင်ကာယကံရှင်ဖြစ်တဲ့မောင်တော့မသိသေးတာမင်းဘာတွေပိုင်ဆိုးပိုင်နေပြောနေရလဲဘသူကမင်းမိမလဲသူမရွေထားပြီးသားလက်ကိုရုပ်သိမ်းရင်မလုံမလဲပြောတာပါကျွန်တော်သိပြီမရဲ့မျက်နှာလေးအားချစ်မြတ်နိုးစွာငုံကြည့်ရင်ဆိုတော့မျက်တောင်တွေတစ်ဖြက်ဖြက်ခတ်နေတဲ့မျက်ဝန်းလှပိုင်ရှင်သူ့ရဲ့မကမင်းထွက်သွားငါ့ကိုဘာမှလာမပြောနဲ့စီးစာကြောခိုင်းရင်တစ်ဖက်လှည့်သွားတော့မို့နောက်ကနေရက်ကနေသူမအားဖတ်ဖို့ပြင်တယ်ဟဲ့လွတ်ဆန်းမင်းငါ့ကိုလှုပ်လို့ငြိမ်လေးနေပါမရမောင်အရန်လွမ်းနေတာမဖိတ်ခေါ်တဲ့မျက်ရည်တွေကသူမမျက်ဝန်းအိမ်ကအတားအဆီးမရှိကျဆင်းလာပြီးအာကုံရုံးပေမဲ့လူမြောက်ခွင့်မတာပဲသူ့ရဲ့ရင်ခွင်ကြားမှာစီးစာရိတ်ချိုကိုလေးမြုပ်နေစေပါနေချင်ရတဲ့မအားတင်းနေအောင်ဖတ်ထားပြီးစပင်မြောက်ထုံထားတာမို့ပေါ်နေတဲ့နရွက်လေးတွေကိုနှာခေါင်းနဲ့ကြည့်စေနေတယ်လှဆန်းမနေအောင်ထုံးရဲ့မင်းကောင်လှဆန်းမငါမင်းအတွက်တော့မင်းထက်အသက်10နှစ်ကျော်ကြီးနေတဲ့အသက်ကြီးမိန်းမတစ်ယောက်တည်းမပို့ပါဘူးမင်းကောင်မကစားပါနဲ့တော့ငါတောင်းပန်ပါတယ်မင်းဥပြက်ခါပြီးတော့ခံရရင်င
ငါမှအသွေးသားတွေအောင်နာကျင်လို့ပါငါ့ကိုလှုပ်ပေးပါလို့သူမခါကိုဖတ်ထားတဲ့သူ့လက်တွေကိုဖဲခွာရင်အဲ့လိုဆိုတော့နေတယောက်လဲမနဲ့ထူးမခြားနာပါသူရက်ဆက်တယ်လို့ဖြစ်ခဲ့တယ်ဒါဟာလေမကိုပြစ်ထားတာမှမဟုတ်ပဲမအတွက်အချိန်လိုအပ်မယ်ထင်လို့သာမနဲ့သူ့ရဲ့ချာမှာခြားထားတဲ့နေရန်ကမရှင်းပြတာကိုနားမထောင်ခဲ့တဲ့အတွက်မဖြစ်တင်ပဲဖြစ်လာခဲ့ရတဲ့အပိုင်းခြားတစ်ခုသာတောင်းပန်ပါတယ်မရဲ့မောင်ကိုခွင့်လို့ပါနော်မောင်မားပါတယ်မောင်မားမှန်းလည်းသိပါတယ်အဲ့အတွက်လဲမောင်ကိုကြိုက်တဲ့အပြစ်ပေးပါမောင်ကြည်ကြည်နဲ့ကြီးခံယူပါမယ်ကွာမောင်တော့မမုန်းလိုက်ပါနဲ့နော်မနော်မင်းကိုမမုန်းစေချင်မင်းဒီကနေထွက်သွားပြီဗျာမင်းထွက်မသွားဘူးလားမရဲ့မောင်လွမ်းလို့နယူးဇီလန်အထိလိုက်လာခဲ့ရလိဗျာမောင်ကိုပြစ်ထားတာမဟုတ်ပါဘူးမအတွက်အချိန်လိုရမယ်ထင်လို့မောင်ကိုလာမတွေ့တာတောင်စမ်းမှာငါ့ကိုလာမတွေ့တာငါအတွက်ပေါ့ဟုတ်လားစားတောင်းဆိုင်မှာကောင်မလေးတယောက်နဲ့ချစ်ကြည်နူတစ်တီတူးပြီးတော့အဲ့ကောင်မလေးနှကမ်းမှာပိတ်နေတာမင်းတုတ်ပေးနေတာငါမြင်ခဲ့တာပဲမအထင်လွဲနေတာမောင်ရှင်းပြမယ်နော်အဲ့ဒါမမြင်သွားတာများလားမူးချိုရတော့ပြစ်ကုန်တော့မှာပဲမရရီရခန့်ငိုရခန့်နဲ့သူမပြောတာကိုချက်ချင်းသဘောပေါက်လိုက်ပြီးရှင်းပြဖို့စူးစမ်းပေးမယ်လေဘာမှမရှင်းပြနဲ့မင်းကအခုလွတ်ရင်လွတ်မလွတ်ရင်မင်းကွယ်ရနဲ့ငါ့ကိုငါတခုခုလွတ်ပြစ်မှာစီးစာပြောရင်းနဲ့သူမပိုက်သူမထုဖို့ပြင်းနေတာမို့နေနောက်ကနေပြီးစီးစာရဲ့ခန္ဓာကိုယ်လေးကိုဖတ်ထားရင်းမှအဲ့လက်ကိုဖမ်းကန်လိုက်တယ်မသူစိတ်တူပြီးအော်မိတယ်ထိပဲမင်းကလာမအောင်နဲ့မင်းထွက်သွားရင်ထွက်မသွားလို့ရတော့လေမောင်အော်တာမဟုတ်ပါဘူးမယူမိုက်ချင်စမ်းပါနဲ့ဗျာမရဲ့ဘိုက်ထဲကသွေးတော့မတယောက်တည်းပိုင်တာမဟုတ်ဘူးမောင်အားလုံးစီစဉ်ပြီးတော့ပြီမလက်ခံမခံမောင်နဲ့တလတွင်လက်ထပ်ရမယ်စီစဉ်နေဆိုတော့ချေရတဲ့မအားသူ့ဘက်ဆွဲလှဲ့ခါပခုံးကနေဖဖလေးစုပ်ကိုင်းရင်မောကြည့်နေတဲ့မရဲ့နဖူးပြင်ကအနံတစ်ချက်ချွေးလိုက်တယ်ဒေါက်တာယူမေစီကနေစစ်ချက်တွေယူပြီးပြီလူကြီးတွေလည်းပြောပြီးပြီမရဲ့ဒက်ဒီကိုတော့ကျွန်တော်တို့နှစ်ယောက်ကိုတလတွင်လက်ထပ်ပေးပါဆိုပြီးလိုရင်းတိုရှင်ပြောထားတယ်ဟာမင်းဘာတွေရှောက်လို့နေရလဲငါလက်မခံဘူးနော်မရဘူးလေမရဲ့မကြခင်ခမရဲ့ဘိုက်ကပူလာတော့မှာအဲ့တော့ကျွန်တော်ခမအမြန်ဆုံးလက်ထပ်မှာဖြစ်မှာပေါ့ဒါဆိုလူကြီးတွေကပါသူမကိုဝင်ကိစ္စသိပြီးချပြီပေါ့သူမဘလို့မြန်မျက်နှာပြရပါလိမ့်နေအောင်ထွန်းမင်းကမိသားစုတွေကြားတဲ့အဆက်ခွဲပြန်ပြီမင်းကမတိုင်မီမဲနဲ့လှုပ်ချင်တယ်လှုပ်လို့မရဘူးငါအယုံမဟုတ်ဘူးငါလုံးဝလက်မခံဘူးနော်လုံးဝလက်မခံဘူးသူမတကယ်ကိုစိတ်တူပါတယ်ခုနကဒီစိတ်ဆိုးနေပေမဲ့အခုကစိတ်ဆိုးတာတက်ပိုသွားပြီသူမကိုကိုဝင်အကြောင်းရှင်းပြခွင့်မပေးခဲ့တယ်လို့ရက်20ကျော်ကြီးများအောင်ပြစ်ထားတာနောက်ပြီးတော့အဲ့ဒီအချိန်မှလည်းမိန်းကလေးတစ်ယောက်နေလေလက်မခံလို့မရဘူးမလက်မခံရင်ကျွန်တော်နောက်တစ်ချိန်ကျူးလို့မဝင်မလေးခက်တတန်ကြီးပြောချလိုက်တဲ့ပုံကရုတ်တီကြီးနေမှုဘာကိုဆိုလို့မှသူမမသိပေမဲ့ကောင်းတာတော့မဟုတ်နိုင်ပါသူမနောက်ကိုစုပ်ပြီးယုံလိုက်ကဘာလဲမင်းကဘာကိုကျူးလို့မလဲနားရှက်စရာတွေပြောမအောင်မကနားထောင်နိုင်စွမ်းရှိပါမလားညစ်ကြဲပြုံးကနာကက်ပြောလာတာမို့ကြားလိုက်တာနဲ့ပဲသူမသွေးသားတဲ့စက်သိန်းဆိုတဲ့အရာဖြတ်တန်းစီးဆင်းသွားတာပါမင်း yes ငါမင်းလုံးဝလက်မထက်ဘူးမင်းဘာသာမင်းကြိုက်တာလို့ငါထက်ပြောမယ်ငါမင်းလုံးဝလက်မထက်ဘူးဟဲ့ကြိုက်တာလို့မှပဲပြောရနော်နောက်မှပဲနောက်မရနဲ့တစုံတရာကိုစဉ်းစားဟန်ပြရင်တခဏအတွင်းအဖြေပြန်ရသွားတဲ့ပုံနဲ့စီးစာကငါပြောအဲ့တဘောမဟုတ်ဘူးနေစည်းစာကိုပွေ့ချင်လိုက်ကရက်ကန်ရုံနေတဲ့စီးစာရဲ့ကိုလေးကိုဂရင်မော်ပစ်ချလိုက်ပြီးအပေါ်ထက်ဂျာကင်ကိုစပြီးချွတ်လိုက်တယ်။သူ့မှာရောက်ချင်းလှိုင်ပြောပြတဲ့မာတင်းနီဂျာဟိုတယ်တိုင်းလိုက်လာက reception က staff Daisy ကိုအပူကတ်လိုက်တော့ sorry I couldn't အဲ့လိုတောင်ဝန်ထမ်းတွေရဲ့စီကံတိုင်းတဲနေတဲ့သူရဲ့အချက်လက်တွေကိုပြောခွင့်မရှိအောင်မို့သူ့မှာကြံ့ရမညာဖြစ်နေတဲ့ချိန် yes Caesar is here ဘေးမှာလာရက်ကပြောတဲ့အမျိုးသားကိုသူပင့်သက်ကြည့်လိုက်တယ် who are you do you know my girl My name is Vin. Did you know us Vin? Vin လား तू သိတာပေါ့ဒါဆိုဒီလူကဖုန်းထဲအမျိုးသားပေါ့ If you think I do thank you over that, you are wrong. တော်တော်ခွာကြတဲ့အာရှသားလို့တွေးပြီးသူ့တငယ်ချင်းမလေးရဲ့ boyfriend အားကြီးကတပ်ပင်ချတယ်။ဟိုနေရာမှာစီးစာပြောပြလို့စီးစာအကြောင်း Vin သိသွားရကနှစ်ယောက်တွေ့ရိုက်ထားတဲ့ပုံလေးကိုကြည့်ပြီးဝမ်းနဲ့နေတဲ့တငယ်ချင်းအားစကားတွေအများကြီးပြောပြီးမှစိတ်ပြေအောင်လုပ်ခဲ့သေးတာ Vin ဆိုတဲ့သူ့ပါလေ။အဲ့ဒီနေ့ကနေရဲ့ပုံကို Vin မြင်ဖူးလိုက်တာမို့အခု reception ရဲ့ကောင်လေးကစီးစာရဲ့ boyfriend မှန်သိလိုက်ခြင်းမို့အခုလိုလာပြောပြခြင်းမှာဗင်နေ့ကို reception နေရာကနေအဝေးခဏခေါ်သွားကတူတူကပ်ပြောလိုက်ပြီးသူကပြန်ထွက်သွားတယ်။အလုပ်ကြောင့်ပြောဖို့လာခေါ်တာမဟုတ်ပဲစိတ်ပြေလက်ပြောင်ထိတ်ဖို့ဟိုတယ်ကသူမကိုလာခေါ်တာမို့အခုချိန်သူကအရေးမကြီးပါ။မစ္စတာဗင်ပြောတဲ့အတိုင်းနေဒီဟိုတယ်မှာပဲအခန်းယူလိုက်ကအခုမရှိရဲ့အခန်းကိုလိုက်လာခြင်းမှာစိတ်ထဲကနေတော့ Thank you so much Mr. Vin that you said that my list room number ဖုန်းထဲမှာနာမည်နဲ့အတန်ကြားတဲ့ကအမြင့်မကြီးခဲ့သမျှသူ့ကိုကူညီလာမှနေဗင်အားကျေးဇူးတွေစွတ်တင်နေတာခန္ဓာကိုယ်အပေါ်ပိုင်းကိုဗလာချင်းအောင်ချွတ်ပြီးခပတ်ကိုချွတ်နေချိန်မှာဂရင်ဘောကနောက်ဆုံးနဲ့ရွေ့နေတဲ့စီးစာအခုမှပဲသတိပြန်ကန့်လာတဲ့သူလိုဂရင်ဘောထပြေးပေမဲ့
နောက်ကနေခါကိုလက်တစ်ဖက်ထဲနဲ့အတင်ဆွဲဖက်တာထားရင်နောက်လက်တစ်ဖက်ကနေမင်းငါ့ကိုလှုပ်ပေးပါငါတောင်းပန်ပါတယ်ကျေးဇူးပြုရငါ့ကိုလှုပ်ပေးပါနော်ပြင်မလားကြည့်နေရအောင်ဗျာဘာလို့အခုထိမပြင်သေးရလဲဘာလို့ကျွန်တော်ကိုမောင်တို့ဟန်နီလို့မခွန်ရလဲတမင်းမင်းနဲ့ဘာဖြစ်နေရလဲမရဟာသူမမေးစီနဲ့သူမဂုတ်သားတွေကိုပုတ်ကအငြိမ်မနေတဲ့လက်ကြောင့်ပဲစီးစာခြေထောက်တွေတော့မခိုင်ကျင်တော့ပါရက်နော်အခုရက်လိုက်တော့ရက်တက်မှုမဖြစ်နိုင်တော့ဟဲ့ငါမှကိုဝင်ကြည့်နဲ့မလုပ်ပါနဲ့နော်လှုပ်ပေးပါမပိုက်ထဲကကလေးရဲ့အဖေပါဒါပေမဲ့မကတော့မောင်ရဲ့မိန်းမအိုးလွမြောက်ဖို့အခွင့်နဲပေမဲ့ရုံတော့ယုံကြည်ခဲ့သေးတယ်မတော်လို့များကလေးတစ်ခုဖြစ်သွားရင်ဆိုပြီးသူမစိုးထိတ်မိပေမဲ့လေရက်မလဲသေးပေမဲ့အိမ်ကြီးမှာနာရင်ရှိတာမို့လူတချို့ကအိမ်ထဲရောက်နေကြတာမဟာကအလုံးမသွားပဲနှွေဦးနားမှာပဲကတ်နေတယ်အိမ်ထဲဝင်ဖို့လူစစ်ဖို့အတွက်အရှိပေါက်မှာဘော်ရီကတ်2ယောက်ချထားပါတယ်နောက်ပေါက်မှာလည်းအဲ့ဒီလိုပဲလူ2ယောက်ချထားတယ်အိမ်စိအလုတ်သမားဆိုပေမဲ့အေးဒီမင်းမျိုးနယ်ဆိုင်အိမ်တော်မှာအလုတ်လုပ်တာက၄နှစ်ဆိုတဲ့ကာလပင်ရှိပြီမို့မိသားစုရင်းနေလို့သာတိမ်လုံးကနှွေဦးကိုစိတ်ပူနေရတယ်လို့တိတ်ဆုံးသွားတဲ့အေးအတွက်လည်းဝမ်းနေနေကြတယ်တရင်ကြပြီးတဲ့နောက်နေ့တရက်ချားမှာပဲရွာကပြန်ရောက်လာတဲ့ကြီးမြင့်ဒေါ်မာနဲ့မဟာရဲ့မမီကလည်းအေးအတွက်ရင်ထုမနာဖြစ်ရပြန်တယ်အာတုဘအခမ်းအနားကိုဖြစ်တယ်လို့တော့ကျင်းပပေးမှာမဟုတ်တာမို့မဟာရဲ့မမီတော့ထိတ်ထားအေးပေါ်ကိုစိတ်ရှင်းကျင်မိတယ်အရှိကစပယ်ပန်းယုံကြီးကိုငေးကြည့်လိုက်ကသမီးငယ်လေးနဲ့မြေဦးလေးကိုကဲတင်လိုက်တာပဲအေးရဲ့တခင်မကြီးမင်းကိုကျေးဇူးတင်ပါတယ်ကွယ်မင်းရဲ့မိသားစုကိုငါစောင့်ရှောက်ပေးပါမယ်ရပါတယ်နှွေဦးအိတ်ခမ်းထဲမှာပဲနေပါမယ်အိမ်ကိုကုမ္ပဏီကလူတွေလိုက်လာပြီးအလုပ်ကိစ္စပြောကြမှာမို့သူတဲငယ်အနာကခွာရအောင်ပါသားအိမ်တော်ကအကြေကြီးဖြစ်တယ်လို့အခန်းတွေကလည်းများတာမို့မဟာဧည့်သည်တွေနဲ့အိမ်ထဲမှာပဲအစည်းအဝေးပြုလုပ်ဖို့တွေးလိုက်ပေမဲ့လည်းစီစာကြောင်နေဆိုတဲ့သူ့ရဲ့အကျင့်ကလူ9ယောက်ကိုသူ့အိမ်ထဲမဝင်စေချင်ဝင်ခွင့်မပြုနိုင်ပါဒါကြောင့်မို့ခြံထဲက lobby house မှာသာတွေ့ဖို့ဆုံးဖြတ်လိုက်ပြီးသူအခုတွားရမှာမို့တဲငယ်ကိုမှားနေရချင်းဦးစိတ်ချမယ်နော်ဟုတ်ကဲ့ပါဦးရဲ့လူအခန်းထဲမှာပဲနေပါမယ်ပြင်လည်းမထွက်ပါဘူးဦးအေးအေးဆေးဆေးပဲလို့နော်လူကိုစိတ်မချရင်အိမ်ထဲကိုလာကြည့်လေဦးကသူမကိုရင်ခွင်နဲ့ပွေးဖန့်လိုက်တယ်စပင်လေးတွေကိုပုတ်တန့်လိုက်ပြီးဖြစ်နိုင်တဲငယ်ပါခေါ်သွားချင်တာတဲငယ်လည်း lobby house တွေလိုက်ခဲ့ကွာဟမ်စိတ်ပူလိုက်တတ်တာမှဦးလို့မထင်ရတော့အောင်မယ်ဦးသူမပေါ်ဒီလောက်ထိတဲတဲလောက်တာမြင်ရတော့သူမပြောပါတယ်အတိုင်းထက်အလုံးပဲဒါပေမဲ့လေဦးနှွေဦးကဦးနဲ့အတူရှိနေဧည့်သည်တွေမလွတ်လပ်ပဲဖြစ်နေမှာပေါ့အဲ့ဒီနေရာနဲ့အိတ်ခမ်းက10မိနစ်တောင်လမ်းလျှောက်ရမှာမဟုတ်ပဲနှွေဦးကြောင့်အလုပ်တွေတော့ထိခိုက်မခတ်ပါနဲ့နော်ဒီအစည်းအဝေးကတကယ်ကိုအရေးကြီးတာပါသူလည်းဧည့်သည်တွေကိုအိမ်လာခံရတာတကယ်မတက်တာလို့သာတဲငယ်ကိုသူ့ရဲ့မျက်စိအောက်ကတခဏလီတော့အပြောက်မခံနိုင်အခုအိမ်ထဲမှာလည်းအေးအာသူဘာကြောင့်အိမ်နီနာချင်းတွေနဲ့သူတော်မမြင်ဘူးတဲ့လူစိမ်းတချို့နဲ့အတူအေးရဲ့မိဘတွေကပါရောက်နေတော့သူတဲငယ်ကိုတကယ်ကိုဘလို့မှစိတ်မချနိုင်ဥပိယနဲ့ချက်ချင်းပြန်လာခဲ့မယ်နော်ဟုတ်ကဲ့နှွေဦးဦးအတွက်အားစီးပေးမယ်နော်အားစီးအားစီးခြေပြားလေးထောက်ကဦးရဲ့နှကန်းကိုနမ်းချင်ပေမဲ့ခြေပြားအစွမ်းကုန်ထောက်ရင်တောင်မှသူမဦးရဲ့မေးစည်းကိုပဲနမ်းဖို့မိတော့မို့ဦးရဲ့အင်တီကော်လန်ဆောင်ကိုစောင့်ဆွဲကင်ချရင်ခြေပြားထောက်ပြီးနမ်းလိုက်တယ်ဟာကွာတဲငယ်အရင်စရနော်လာထားဟိုး stop သူမရက်ဆိုတဲ့အကြည့်မျိုးနဲ့ကြည့်လိုက်ပြီးညကြရင်စုကြီးကြီးပေးမယ်လေအခုတော့ခြံထဲ lobby house ကိုတွားပါနော်အဲ့ဒီမှာဧည့်သည်တွေစောင့်နေတယ်စုကြီးကြီးကဘာလဲဒူးမလက်ထောက်တော့သူမအရက်ထက်ဥပုံစံနည်းနည်းလေးနှိမ့်သွားတော့မို့သူမကိုမောကြည့်နေတဲ့ဥရဲ့ချစ်မြတ်ဝန်းတွေကအယောင်လဲနေတာအခုတော့မှညကြရင်စုရမှာတဲငယ်စီကစုလို့ကျင်လို့မဟာ lobby house ကိုအလုပ်လုပ်ဖို့လာပါပြီအရေးကြီးပါတယ်ဆိုမှအခုမှပေါ်လာတဲ့သူ့ကိုအကောင်လုံးကဝိုင်းကြည့်နေကြတာကျွန်တော်တို့စလိုက်ရအောင်ဗျာဒီလိုနဲ့အချိန်ကြာလာတဲ့ချိန်ဦးတတိထားအတန်နဲ့တူအိတ်နေရာကနေထားထိုင်လိုက်တယ်ຫນွေဦးပါဇက်ကိုလက်ဝါးနဲ့အုပ်မိပြီးငုံနေမိတာပါမနေ့10နာရီမထိုးခင်ကမှသူမပြန်ပြီးအိပ်ပျော်သွားရကအခုနာရီကိုကြည့်လိုက်တော့12နာရီအောင်ကြောနေပြီငုံနေရင်ကအသက်ကိုပြင်းပြင်းရှူနေရပြီးအခုချိန်မှာအတွေ့အကြုံဆုံးကဦးရဲ့မျက်နှာပါဦးအလုံးမပြီးသေးဘူးထင်ပါရဲ့ဦးကိုသူမဘေးမှလည်းမတွေ့အိယာပေါ်ကနေထားလိုက်ကမျက်ရည်တွေကိုလက်ခုံနဲ့ပဲခက်ကြမ်းကြမ်းတုပ်လိုက်ပြီးဦးရှိရာ lobby house စီကိုထွက်လာခဲ့ပါတယ်မနာရှက်ရှင်ပေမဲ့မျက်နှာလေးမြင်ရရုံနဲ့ကျိန်နေပါတယ်လို့တွေးကဘိုက်ပပူလေးကိုလက်ဝါးနဲ့ထောက်ပြီး lobby house စီကိုထွက်လာခဲ့တယ်တွေ့ပါပြီအနက်ရောက်ဆေးတုပ်ထားတဲ့ lobby house လေးသူမဒီအိမ်စားရောက်ကတည်းက lobby house ကိုတွေ့ဖူးပေမဲ့တခါမှတော့ဒီနေရာထိမလာဘူးပါသူမတကားနာကက်ကအသားလေးဖွင့်ဖို့ကြိုးစားပြီးဖြည်းဖြည်းနေနေလေးနဲ့တကားကိုအသားလေးတွန်းဖွင့်လိုက်တော့ဦးတဲငယ်မဟုတ်သူမကြောခိုင်းပြီးခက်မြမြန်ထွက်လာခဲ့ပြီးပြေးထွက်လာခြင်းပေမဲ့ပူနေတဲ့ဘိုက်ကြောင့်ခက်မြမြန်ရှောက်ရုံကလွယ်လို့မတက်နိုင်ရှေ့မှာလည်းလူတွေရှိတာကိုခုံမထိုင်နေတဲ့ဦးအောင်မိမတယောက်ကမတရက်အနေထားနဲ့ဖတ်ထားပြီးဦးရဲ့ရင်ခွင်ကိုမှီကပ်နေတာမကြိုက်ဘူးသူမအပိုင်လို့တတ်မှတ်ထားတဲ့ရင်ခွင်ကြီးကိုတခြားသူထိတွေ့ရမကြိုက်ပါဘူးတင်းငယ်သူနောက်ကနေလက်ကိုလှမ်းဆွဲလိုက်ကအတင်းဖက်လိုက်တယ်။သွားလာမဖက်နဲ့
သူ့ရဲ့ရင်ဘတ်ကိုလက်ဝါးနဲ့ထောက်ကအတင်းတွန်းဖယ်နေတဲ့တဲငယ်လေးပါတေးကြတာပေါ့ခုနဖြစ်ရက်ကိုအထင်လွဲသွားပြီဆိုတာတဲငယ်ဦးရှင်းပြမယ်နားမထောင်ချင်ဘူးဘာမှမပြောနဲ့နေဦးနားမထောင်တော့နားမထောင်ဘူးငိုနေတာကနှက်တွေတောင်ထွက်လို့ဘယ်လောက်တောင်ဝမ်းနေတော့လဲမသိပါသူ့အင်ကြီးမှာမျက်ရည်တွေရောနှက်တွေရောရွှဲနေပြီအချိန်တော်ကြာလုံးငိုနေရရက်သွားတော့မှမျက်နှာလေးကိုလက်နှစ်ဖက်နဲ့တယူတရာကိုင်းလိုက်ကလက်မနဲ့မျက်ရည်တွေရောနှက်တွေရောတုပ်ပေးပြီးသူ့ရဲ့လက်ကိုတော့အင်ကြီးမှာပဲပြန်သုံးလိုက်တယ်အဲ့ဒီနောက်ကျောင်းကဧည့်သည်တွေနဲ့အလုပ်တွေကိုဒီတိုင်းထားခဲ့ရင်တဲငယ်ကိုပွေကအိမ်တော်ထဲကိုပြန်ဝင်လာခဲ့တော့တမင်းငယ်လေးဘာဖြစ်လာလဲမဟာတဲငယ်ကကျွန်တော်ရင်ဝင်ထဲမှာမှေးနေတာတော်ထိတ်ထားပြီးကအတော်ကြီးနှစ်ယောက်နဲ့သူတို့အိမ်နီးချင်းအမျိုးသမီးကပါဇက်အဟောင်းသားဖြစ်သွားပြီးကြောင်ကြည့်နေတာသူအိမ်ခန်းထဲဝင်လာကတဲငယ်ကိုအိမ်ရပေါ်မှာချပေးရင်နှက်တွေပေးချနေတဲ့သူ့ရဲ့အင်ကြီးကိုချွတ်လိုက်ကအခန်းထောင်ကိုပြစ်လိုက်တယ်ပြီးတော့သူ့ပေါင်ဝင်လဲလိုက်တယ်မျက်ရည်တွေစီးကျနေတဲ့တဲငယ်လေးကအိပ်ပျော်နေတာမဟုတ်ပဲမျက်လုံးတွေကိုအတင်းမှိတ်ထားတာပါခြေချော်ပြီးထိုင်နေတဲ့ဥပုံလဲကြတာပါတဲငယ်ရဲ့ဥကိုအိတ်လောက်တော့အယုံကြည်မဲ့လားကွာမဟာမှာတော့ပြောခဲ့တာအသက်မကောင်းတဲငယ်ကအရင်ကသူ့ရဲ့ပြစ်မှုတွေကိုအချိန်ကြာတာတောင်မမေ့နိုင်သေးပဲဖြစ်နေတာများလားလို့တွေးမိတော့အရင်ကတဲငယ်ပေါ်မကောင်းခဲ့ပဲရက်ဆက်ဘူးတဲ့ကိုသာအပြစ်တင်လို့မဆုံးပါဦးချင်တဲ့ဦးမယုံကြည်လို့မဟုတ်ပါဘူးဦးရဲ့ရင်ခွင်ကြီးကဦးသူမစမပြောနိုင်ပဲစုံလာခဲ့ပြီမျက်ရည်လေးတွေတုပ်ပေးကမွေးရနဲ့ကြောပြင်ထိကတ်နေတဲ့တဲငယ်ကိုသူ့ရဲ့ရင်ခွင်ထဲထိရောက်အောင်ဆွဲသွင်းလိုက်တာပါဦးကိုပိုင်နဲ့မင်းကလေးဆိုလို့တဲငယ်တယောက်တည်းရှိရပါကွာဦးကတဲငယ်ရဲ့အပိုင်မှာအဲ့ဒါကြောင့်မငုံနဲ့တော့နော်ဒါနဲ့တဲငယ်ကဘာလို့အဲ့လိုလိုက်လာလဲသူမဦးရဲ့ပါးလေးကိုကိုင်းကဖြည်းဖြည်းလေးရွေ့လျားရင်းမှပုတ်တက်နေခဲ့တာသူမစိတ်ကြိုက်ပုတ်တက်ပြီးတော့မှဦးရဲ့နှာခေါင်းကိုလက်ညှိုးနဲ့တောက်နှိပ်ချရင်တွေဦးအိမ်မက်ဆုံးမလို့အိမ်မက်ထဲမှာလူကြီးတယောက်ကဦးရဲ့ကြောပြုံဓာတ်နဲ့ထိုးဖို့ရွှဲနေတာဦးတခုဖြစ်သွားမှနှွေဦးအရန်ကြောက်တာပဲဦးကဘာမှမဖြစ်ဘူးနော်တဲငယ်ကအများကြီးတွေးပြီးခေါင်းရှုံမခံနဲ့အားပေးလိုက်ရပေမဲ့သူ့အတွက်လည်းအားမရှိဘာပဲဖြစ်ဖြစ်အိမ်မက်ဆုံးမလို့နိုးတာနဲ့သူ့ကိုလိုက်ရှာတဲ့ချစ်စနီးတယ်လေးမဖိုက်ကိုသူ့ပို့လို့ပင်အချစ်တွေတိုးလာတယ်လို့ပါအစာကလေးကသူ့ရဲ့အချစ်တွေအကုန်ပေးပြီးထားပေမဲ့ဒီမဖိုက်လေးကအရန်ကိုချစ်ဖို့ကောင်းနေတော့ချစ်လိုက်ရတာတဲငယ်ရဲ့တကယ်ပါဒီဘဝနဲ့ဒီမကပဲနောက်ဘဝတွေမှာဦးတဲငယ်နဲ့ပဲပြန်ဆုံချင်တယ်ကွာဦးမရှိရင်ຫນွေဦးကတိတ်ဆိုရတာတွေဆက်ပြောမှသူမကြားချင်တယ်လို့ငိုထားလို့ရဲနေတဲ့ပါးလေးတွေနဲ့ဖောင်းအစ်နေတဲ့မျက်ခုံလေးတွေကမဟာအတွက်အဖိုးမဖြတ်နိုင်ဖွယ်ပါစကားတွေမမောတန်းပြောနေတဲ့နှကန်းလျာကြည့်ပြီးတော့ရေစာတာတောင်မှရိုးမဟုတ်ပဲအာကောင်မတရားတွေခြောက်နေတယ်လို့မို့သူအခွင့်မတောင်းပဲတဲငယ်ရဲ့နှကန်းလျာအရင်ဆန်စွာတင်ပိုင်းလိုက်ပြီးရမတ်ဆန်တဲ့အနမ်းတွေကိုဆက်လက်ဖန်တီးလျက်ရှိပါရဲ့တဝင်းတိုးရတဲ့ခန်းစားချက်ကကောင်းတာလားမကောင်းဘူးလားဆိုတာမဟာမသိဒါပေမဲ့တဝင်းတိုးတာကချစ်လို့ဖြစ်တာမို့သူတဲငယ်စီကတဝင်းတိုးခံချင်မိပါသေးတယ်ကဲပရိသတ်များရှင်ဆိုဖီတင်ဆက်ပေးနေတဲ့စာရေးသူချန်ဒရာရေးသားထားတဲ့ Love is You ဆိုတဲ့ဇာတ်လမ်းလေးအပိုင်း9ကိုတော့ဒီမှာပဲရန်နာလိုက်ပါမယ်။ဇာတ်လမ်းလေးကစိတ်ဝင်စားဖို့တော့ကောင်းလာပြီနော်။ဇာတ်လမ်းလေးလည်းပြီးဆုံးတော့မှာဖြစ်ပါတယ်။ပရိသတ်တွေကဇာတ်လမ်းလေးစသိန်းထိလိုက်ပါပြီးနားဆင်ပေးကြပါအောင်လို့ဖိတ်ခေါ်ရင်းနဲ့ဒီနေ့ရဲ့ဇာတ်လမ်းလေးကနေပရိသတ်တွေအားလုံးနှုတ်ဆက်ချင်ပါတယ်ရှင်။ပရိသတ်များရှင်နောက်ထပ်ဇာတ်လမ်းအဆက်လေးကိုသိချင်တော့နောက်ထပ်ဗီဒီယိုတစ်ခုမှာဆိုဖီနဲ့အတူပြန်တွေ့ပါမယ်နော်။ပရိသတ်တွေအားလုံးကိုအယံမဲ့ချစ်ပါတယ်။ပရိသတ်များအားလုံးပဲ bye bye